္ဂလာပါခင်ဗျာ1929ခုနှစ်စက်တင်ဘာလအောက်တိုဘာလတို့တွင်ထုတ်ဝေခဲ့သောဒူရိယမဂ္ဂဇင်းအတွဲ18အမှတ်9အမှတ်10တို့တွင်ဆရာကြီးရွှေဦးတောင်ရေးသားတင်ဆက်ခဲ့တဲ့တိုက်အရာစွန့်စားသူဝတ္ထုကိုအခန်းဆက်အနေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတိုက်အရာစွန့်စားသူအခန်း1ကျွန်တော်မောင်ပေါတူသည်အင်္ဂလိပ်ကျောင်းမှထွက်ပြေးရဲ့နောက်ဝေးဖွားရာဇာတိဖြစ်တဲ့ကတာဒီစကြိတ်ထီးချိုင်မြို့အုပ်ရုံတွင်ဒုတိယစရေးဖြစ်လောကရင်တံမွေးခဲ့ရာအင်္ဂလိပ်ကျောင်း၌နေစဉ်ခါကအသက်ဆွန့်စား၍တိုက်ခိုက်ရသောဝတ္ထုများကြားချင်းသည့်အစရှိသောတောတရိษံရိုင်းများကိုအသက်ဆံပြဆွန့်စား၍ပြစ်ခတ်ရသောဝတ္ထုများကောင်းပွိုင်ဇက်ထုတ်ဘိုင်စကုတ်များကိုအထူးသဖြင့်နှစ်သက်စွာလေ့လာဖတ်ရှုခဲ့ရပူလေသည်ဖြစ်၍မင်အိုးကလောင်တန်နှင့်ဇပွဲတွင်ထိုင်၍လောက်ကင်ရသည့်စရေးအလုပ်မျိုးကိုလှုပ်ရင်းပင်တစ်နေ့ထက်တစ်နေ့ညီးငွေ၍လာခဲ့ပေသည်ကျွန်တော်တို့၏ဘီရင်ကန်ဟောင်းဖြစ်သောစာဟာကုတ်ပတလာသည်လည်း၎င်းနယ်ပယ်အတွင်းရှိနန်ပေါင်းရွာ၌စခန်းချ၍အရာရှိအမြောက်အများနှင့်သားကောင်များကိုလာရောက်ပစ်ခတ်သည်ကိုတွေ့မြင်ရတဲ့အခါငါသည်ငါ၏အထုံဝါသနာပါတဲ့အတိုင်းမုတ်ဆိုးအလုံးနှင့်အသက်မွေးမြူရသောသမင်းဝချင်းတူညီခဲ့လျင်စိတ်ပျော်ရွှင်ကြီးသည့်အမျက်ဖြစ်ပေအံ့ဟု၍၎င်းအလုံး၌လွန်စွာစိတ်ပါလျက်ရှိနေခဲ့လေတော့သည်ရင်းသို့ရှိနေသည်တွင်မြို့အုပ်မင်းသည်တနေ့သ၌ကျွန်တော်အားအရေးကြီးလာသောကိစ္စလေးတစ်ခုနှင့်ပတ်သက်၍လူအများတို့၏ရှေ့တွင်ကျိန်းမောင်းငေါငန်းပြုလုပ်သည်တွင်ကျွန်တော်သည်စိတ်မြန်သောလူတစ်ယောက်ဖြစ်ခဲ့သည့်အလျောက်၎င်းအလုံးမှထိုနေ့၌ပင်ထွက်စာတင်လိုက်လေတော့သည်အလုံးမှထွက်ခွင့်ရလက်သောကျွန်တော်သည်မြို့တကြီး၏သားဖြစ်သည့်အတိုင်းစင်ပြေတနက်နှင့်တောလေဘူးသည့်အလေးချင်းကြောင့်တောတရိษံတို့၏ဒလေထုံးစံကိုကောင်းစွာနားလေကျွမ်းကျင်၍အရေးပိုင်တစ်ယောက်တောလေလာတဲ့အခါမှာ၎င်းအားကူညီရင်ကျွန်တော်၏အစွမ်းကိုပြလိုက်ရကအရေးပိုင်သည်ကျွန်တော်အားများစွာချစ်ကြွဝင်ခဲ့လေသည်ထိုတော်တွင်တောဆင်ရိုင်းတို့သည်၎င်းနယ်ပယ်အတွင်း၌လူတို့စိုက်ပျိုးထားသောလယ်ယာများကိုမကြာချင်းနှင်းဝင်ရောက်စားတော့ဖျက်ဆီးခဲ့လေရာအရေးပိုင်မင်းသည်ကျွန်တော်အားတနက်လိုင်းစင်ထုတ်ပေးုံများမကဖျက်ဆီးသောဆင်များကိုလည်းပြစ်တက်ခွင့်ရခဲ့၍စင်တကောင်လျင်စုတော်ငွေ90ကျပ်မျှထုတ်ပေးရန်အမိန့်ချမှတ်ခဲ့လေသည်အဆွဲများကိုအစိုးရသို့ပေးအပ်ရစေကမူစင်တကောင်လျင်စုငွေ90ကျပ်မျှရရှိ၍အယိုးများကို၎င်းအသားများကို၎င်းခွာများကို၎င်းရောင်းချခြင်းအပြင်နောက်ထပ်၌လည်းအနည်းဆုံးငွေ90မျှရရှိပြန်သည်ဖြစ်တာကြောင့်တလလျင်စင်2ကောင်မျှရရှိခဲ့သောမြို့အုပ်စရေးလာကမျှသာမကမြို့အုပ်၏လာကလောက်ပင်ကြေးဝင်ခဲ့သည်ဖြစ်၍စွန့်ပစ်ခဲ့သောအလုပ်ကလေးတို့ကျွန်တော်မှာဘယ်သောအခါမှနှမျောတွေ့တာခြင်းမရှိခဲ့ပေ၎င်းအလုံး၌3နှစ်ကျော်4နှစ်မျှလောက်ကင်မိခဲ့လေလျင်ကျွန်တော်မှာအစိုးရအရာရှိကလေးတစ်ယောက်ကဲ့သို့ပင်တင့်တက်လျောက်ပတ်စွာနေထိုင်ခဲ့သည့်အပြင်၎င်းတို့ကဲ့သို့ငွေကုန်ကြေးကျများသောအလေးအကျင့်တို့၌လည်းလိုက်စားရန်အချိန်ခွင့်မရခဲ့သည်ဖြစ်တာကြောင့်အတော်အတန်ပင်ကြေးငွေစုဆောင်းမိခဲ့လေတော့သည်ဒီနေ့တနေ့ကျွန်တော်သည်မန္တလေးမြို့သို့ကိစ္စတစ်ခုနှင့်တွားရောက်ရာစာပို့မီးသင်းဘောနှင့်ထီးချိုင်းသို့ပြန်တွင်၎င်းအပတ်၌သင်းဘောတွင်အထူးသဖြင့်လူကြက်လှသည်ဖြစ်တာကြောင့်ကုန်းဘက်တွင်နေရမရနိုင်ပေဒုတိယတန်းခန်း၌စီးနှင်းလိုက်ပါခဲ့ရလေသည်ဒုတိယတန်းခီးသည်တို့မှာများသောအားဖြင့်ဗမော်သို့တွားသောတရုတ်လူမျိုးများဖြစ်ကြလေရာကျွန်တော်မှအပအခြားမြန်မာ2ဦးသာလျှင်ပါရှိခဲ့လေသည်နနက်ခင်းအချိန်တွင်သင်းမောသည်မန္တလေးမြို့စိတ်ကမ်းမှထွက်ခွာခဲ့လေလျင်မြန်မာခီးသည်2ဦးတို့လည်းကျွန်တော်အားခီးသည်တို့ထုံးစံတိုင်းမြန်မာအချင်းချင်းဖြစ်ရာအတီအကျွမ်းဖွဲ့ပြီးနောက်မိမိတို့၌ပါလာသောစားရည်ရိတ်ခါများကိုလောကဝစ်ပြူငါတဲ့ခင်းကျွေးမွေးကြလေတော့သည်ဒုသောခီးသည်ကကျွန်တော်အားမြည်သည့်စိတ်ကမ်း၌ဆင်းမြေကြောင်းမေးမြန်းကြသဖြင့်ထီးကြိုင်မြို့၌ဆင်းမြေဖြစ်ကြောင်းကိုပြန်ပြောသည့်နှင့်တပြိုင်နက်ဝမ်းမြောက်ဝမ်းသာမှုရာဖြင့်၎င်းမြို့၌ကိုပေါတူးဆိုသောသူတစ်ယောက်ကိုတိပါသလောဟုမေးမြန်းလေသည်ထိုအခါကျွန်တော်သည်မောင်ပေါတူးပင်ဖြစ်ကြောင်းပြန်ပြောသည်တွင်ထိုသူသည်ဝမ်းသာအားရထိုင်ရမှထား၍အခန်းတွင်သို့ဝင်သွားပြီးလျှင်စားတစ်စောင်ကိုယူဆောင်၍ကျွန်တော်အားပေးလေတော့သည်၎င်းစာမှာကျွန်တော်နှင့်ကျောင်းနေဘက်တငယ်ချင်းဖြစ်ပူသောမောင်ဘဟန်ထံမှစာဖြစ်၍အတိတ်ဘယ်မှာယခုစာကိုပေးရတော်သူသည်ဆက်ပိုင်ကိုတူဝင်ဖြစ်ကြောင်း၎င်း၏ကိစ္စကိုကျွန်တော်ကကူညီဆောင်ရွက်ခဲ့ပါလျင်ကျွန်တော်တွင်အကျိုးကျေးဇူးများစွာရှိမည်ဖြစ်ကြောင်း၎င်းကိစ္စမှာလည်းကျွန်တော်၏အထုံဝါသနာနှင့်အလွန်ပင်တိုက်ဆိုင်သည်ဖြစ်သောကြောင့်ဖင်ရွဲ့ဆိုင်တွခြင်းမရှိဘဲအစောတလျင်ကူညီလိမ့်မည်ဟုယုံကြည်မျှော်လင့်ပါကြောင်းပါရှိလေသည်ထိုအခါတွင်ကျွန်တော်ကကိုတူဝင်းကိစ္စကိုဖွင့်ဟမွတ်ဆိုရန်တောင်းပန်သည်တွင်ကိုတူဝင်းကပြောပြသည်မှာမိမိသည်မြန်မာမင်းလက်ထက်တော်ကတထေးပွဲကိုရခဲ့သောဦးကျော်ဟိုဟီမြေးဖြစ်ကြောင်းမိမိ၌လည်းမောင်ဒေါနာအမည်ရှိ
ညီတယောက်ရှိခဲ့ဘူးရာ၎င်းမောင်တော်နာသည်လွန်ခဲ့သည့်9 နှစ်ခန့်အခါကဖခင်နှင့်စိတ်ဆိုးပြီးလျင်အိမ်မှထွက်သွားခဲ့၍ယနေ့တိုင်ပြန်၍မလာတဲ့အကြောင်းမိမိတို့၏ဖခင်၌ပရပိုက်တိုက်စာဟောင်းများမြောက်များစွာရှိခဲ့ရာမောင်တော်နာသည်၎င်းတို့ကိုဖတ်ရှုခြင်း၌များစွာအလေးဝါသနာပါရှိခဲ့ကြောင်းအိမ်မှထွက်၍မသွားမီတရက်2 ရက်အတွင်း၌ပင်ရွှေလီမြစ်၏အစမှတောင်များကိုကျော်လွန်၍အရှိစူးစူးသို့10 ရက်ခရီးမျှသွားခဲ့သောဇောတိကအမည်ရှိသောပရမ ्या တောင်ကြီးတစ်ခုရှိသည်ဟုတိုက်စာတွင်တွေ့ဘူးကြောင်းနှင့်ပြောဘူးကြောင်းကိုတူဝင်းထင်မြင်ချက်မှာမိမိညီမောင်တော်နာသည်ကြီးငွေမှုနှင့်ပတ်သက်၍ဖခင်နှင့်စကားကြောက်ကစားများကြရာတွင်ဖခင်ကိုမခံခြင်း၍တိုက်စာအရာ၎င်းပရမ ्या တောင်ကိုတွေ့အောင်ရှာအံ့ဟူ၍ထွက်သွားသည်ထင်ကြောင်းယခုမှဖခင်လည်းတည်ဆုံးပြီဖြစ်၍တယောက်တည်းသောညီငယ်ကိုပြန်လာအံ့ဟူ၍စောင့်ဆိုင်ခဲ့ပါတော့လေနေရတာလင်ကုန်လွန်ခဲ့၍ညီဖြစ်သူမှာပြန်မလာသဖြင့်တွေ့လျင်လည်းတွေ့စေမတွေ့လျင်လည်းတေသည်ရှင်သည်ကိုသိရစေတော့ဟု၍လိုက်လံရှာဖွေရန်ထွက်လာခဲ့ခြင်းဖြစ်ကြောင်းမိမိမှာမောင်ပါဆန်အမည်ရှိတငယ်ချင်းတယောက်သာလျင်ပါရှိ၍ကျွန်တော်မှာတော်လန်တော်စခန်းကိုနားလေသူတယောက်ဖြစ်သည့်အတိုင်း၎င်းတို့နှင့်အတူလိုက်ပါနိုင်မှာကများစွာအသုံးဝင်မည်ဖြစ်ကြောင်းတွားရောက်ရန်ခရီးစရိတ်မှာလုံလောက်စွာပါရှိသည့်အပြင်၎င်းတို့နှင့်အတူလိုက်ခဲ့ပါမူညီကိုတွေ့ရသည်ဖြစ်စေမတွေ့ရသည်ဖြစ်စေအကျိုးကျေးဇူးရှိစေမည်ဖြင့်အကယ်၍တိုက်စာတွင်ပါရှိသည့်အတိုင်းဗဒများကြောင်များကိုပါတွေးပါလျင်လေသုံးသာအညီအမျှခွဲဝေယူကြရန်ဖြစ်ကြောင်းများပြန်ပြောလေတော့သည်ကိုတူဝင်းစကားကိုကျွန်တော်ကြားရသောအခါ၎င်းကိစ္စသည်တာမညကိစ္စမဟုတ်အချိန်များစွာကြံကြာခြင်းစိတ်ဤပင်ပန်းခြင်းကိုယ်ဤပင်ပန်းခြင်းအသက်ဤအန္တရာယ်ဖြစ်ခြင်းအစရှိတဲ့ခက်ခဲတဲ့အချင်းရာမျိုးမျိုးနဲ့ပြည့်လျက်ရှိတာဖြစ်တာကြောင့်လိုက်နိုင်မလိုက်နိုင်ဆုံးဖြတ်ရန်ကိုရုတ်တရက်မပြောနိုင်ပဲနောက်တနေ့မှပြောခွင့်ပြုပါရန်ခွင့်တောင်းခဲ့ရလေတော့သည်အခွင့်ရပြီးနောက်ကျွန်တော်သည်ထိုကိစ္စကိုဆင်ခြင်စဉ်းစားရာဝါဒနာလျောက်စွန့်စွန့်စားစားတွာလာကြံစီရခြင်းကိုနှစ်သက်သည့်ကတကြောင်ဇောတိကအမည်ရှိပဒမြားတောင်ရှိကြောင်းကိုလည်းသတင်းသီးသန့်ကြားရဘူးသည့်ကတကြောင်ကိုတူဝင်ဆိုသူကိုမြင်လျင်မြင်ချင်းညီအကိုအရင်ကဲ့သို့ချစ်ခင်သည့်တကြောင်ကြောင့်၎င်းတို့နှင့်အတူလိုက်ပါရန်ဆုံးဖြတ်လိုက်လေတော့သည်ထို့အကြောင်းကိုကိုတူဝင်နှင့်ကိုဘဆန်တို့အားစကားပြန်ကြားသောအခါကိုတူဝင်ကဝမ်းမြောက်ဝမ်းသာကျွန်တော်၏လက်ကိုဆွဲပြီးလျင်ကျေးဇူးတင်ခြင်းအထိမ်းအမှတ်အနေဖြင့်တရားတန်ဆက်ကူ9 ချက်ကိုလက်ထဲသို့ထည့်ပေးလေသည်ထီးချိုင်မြို့သို့တင်မောဆိုင်သောအခါကျွန်တော်တို့သည်တင်မောပေါ်မှဆင်းသက်ပြီးလျင်ကိုတူဝင်နှင့်မောင်ပါဆန်တို့သည်ကျွန်တော်၏နေအိမ်တွင်တဲခိုကြ၍ကိုတူဝင်ကရွှေလီမြစ်ကိုစံတက်ရန်အတွက်ဗရမ ्या တောင်သို့တွားရန်ခရီးအတွက်လိုသမျှပစ္စည်းများကိုကျေးငွေအတွက်ချုပ်ချဲချွေတာခြင်းမပြုဘဲကျွန်တော်အလိုရှိသမျှဝယ်ချမ်းရန်လုံးဝလွှဲအပ်၍ထားလေတော့သည်ထိုအခါကျွန်တော်ကရွှေလီမြစ်ကိုစံတက်ရန်လောင်းလှေကြီးတစ်စင်းရေတိမ်သောအခါဆက်လက်စံတက်ရန်ပိန်ကောမကလေးတစ်စင်းလှေထိုးသား၄ ယောက်ကျွန်တော်၏စင်ပစ်တနက်တစ်လက်ကိုတူဝင်း၏6 လုံးပြူတနက်တစ်လက်ကိုဘဆန်၏6 လုံးပြူတနက်တစ်လက်ငါးတစ်တာအမဲတစ်တာငပိငချောက်အစရှိတဲ့ရိတ်ခါတွေမကြမ်းပါတဲ့ခါမှာမိဝဲရန်ဆေးတစ်တာတစ်လုံးအလွန်ချမ်းသည့်အခါတောက်သုံးရန်အရက်ပလင်းအနေငယ်နှွေးသောတကလက်အဝတ်ထဲများရမ်းတောင်များနိုးစီတကြားကဖီအစရှိတဲ့စားတောက်ဖွဲရာများဘီစကတ်တစ်တာများဆန်စီစားအစရှိတဲ့ရိတ်ခါများဆေးပြင်းလိမ့်နှင့်ဆေးတံတောက်ရန်ဆေးများအစရှိသည့်တို့ကိုကုံသင်းမောမှလုံလောက်စွာဝယ်ယူတူလောင်၍ထားပြီးနောက်လောင်းလှေကြီးတစ်စင်ရရှိသည့်နှင့်တပြိုင်နက်ရိတ်ခါများကိုတင်လေတော့သည်လှေထိုးသား၄ ယောက်တို့နှင့်2 ယောက်သောသူတို့မှာလှေသွားနိုင်လောက်တလောက်ရောက်အောင်သွားပြီးနောက်ထိုအရက်မှကျွန်တော်တို့၏အပြန်ကိုစောင့်ဆိုင်နေရကြရန်ဖြစ်လေရာ2 ယောက်သောသူတို့မှာကျွန်တော်၏တပည့်ရင်းများဖြစ်ကြ၍ကျွန်တော်တို့နှင့်အတူခရီးဆုံးအောင်လိုက်ပါလာကြရန်သဘောတူညီကြလေသည်လောင်းလေကြီးကိုလုံခြုံအောင်ဖာထေးပြီးနောက်ကျွန်တော်တို့သည်နေကောင်းရက်သာရွေးချယ်ကြပြီးလျင်တဘိုရဲလာပြည်နေ၌ထီးချိုင်မြို့မှထွက်ခွာခဲ့ကြ၍နောက်တနေ့ညနေခင်းအချိန်တွင်ရွှေလီမြစ်အဝဖြစ်သောအင်းရွာစိတ်ကမ်းသို့ဆိုက်ရောက်ကြလေသည်၎င်းရွာ၌လိုအပ်သေးသည့်ထင်သောရိတ်ခါများကိုထပ်မံဝယ်ယူကြပြီးလျင်လားစုံ2 ရက်နေ့နနက်စောစောအချိန်တွင်ကျွန်တော်တို့သည်ရွှေလီမြစ်ကိုထိုးဝါးလေးလက်ဖြင့်တအီအီဆန်တက်ကြလေသည်ကျွန်တော်တို့သည်တောတောင်၏တာယာခြင်းစိတ်ကမ်း၏တာယာခြင်းရေချောင်း၏တာယာခြင်းတို့ကိုတွေ့မြင်ရပါတော့လေချီးမွမ်းခြင်းကအကြံမဖြစ်နိုင်ပဲတွားရမည်ဖြစ်သောလန်ခီးသည်ညီမျှလောက်ဘေးဥပတ်အန္တရာယ်ထူထဲ၍ရိတ်ခါမပြတ်မီပင်ပြန်၍ရောက်နိုင်ပါမည်လောစသဖြင့်ကြောင်မက်ဖွဲအားအရေးအရာတို့ကိုသာလျှင်မျှော်တွေးဆင်ခြင်မိကြလေသည်တို့ရတွင်ကျွန်တော်တို့စိတ်ကူးဖြင့်ကြိုတင်၍တွေးတောကြသောဒုက္ခများသည်နောက်ခါ၌တွေးကြုံရသောဒုက္ခများနှင့်နှိုင်းစာလိုက်လျင်မပြောပလောက်အောင်ပင်ရှိကြသေးတော့သည်ရွှေလီမြေရိုးတစ်လျှောက်ရှိရွာငယ်များကိုကြော်လွန်ကြပြီးနောက်
10 ရက်မြောက်သောနေ့တွင်မိုးလုံအမည်ရှိရှမ်းရွာငယ်သို့ဆိုက်ရောက်ကြသောအခါမြစ်ကြောင်းသည်အလွန်တရာကျဉ်းမြောင်းလှ၍ရေစည်းတန်လာသည်ဖြစ်တာကြောင့်လောင်းလေဖြင့်ဆန်တက်ခြင်းကမတက်နိုင်ပဲရှိရာကကျွန်တော်တို့သည်လေထိုးသား2ယောက်နှင့်လောင်းလေကြီးကို၎င်းရွာတွင်ထားခဲ့ပြီးလျှင်ကျွန်တော်၏တပည့်ရင်းများဖြစ်သောလေထိုးသား2ယောက်ကိုသာလျှင်ခေါ်ငင်၍ရိတ်ခါများကိုပိန်ကောမှသို့နိုင်သမျှပြောင်းရွှေ့လျက်မြစ်ကိုဆန်တက်ကြပြန်လေသည်ရင်းသို့ဆန်တက်ကြစဉ်ရေစည်းသည်အလွန်တရာတန်လှသည်ဖြစ်တာကြောင့်လှေဦးလန်ပြီးကြောက်တုံးကြောက်ဆောင်များနှင့်ရိုက်ကွဲမိပြုခြင်းလှိုင်းလေပုတ်ခတ်သဖြင့်လှေမှောက်မိအတန်တန်ဖြစ်ရခြင်းတာရဲတရိษံတို့၏ဘေးရန်ရကြောင့်အသက်ဆုံးရှုံးရတော့မည်ကဲ့သို့ဖြစ်ရခြင်းအစရှိတဲ့အမျိုးမျိုးသောဒုက္ခတို့နှင့်တွေ့ကြုံရပါတော့လေ၎င်းဒုက္ခတို့သည်နောင်တွေ့လက်တန့်သောဒုက္ခများနှင့်နှိုင်းစာလိုက်သောအခါစာမဖွဲလောက်နိုင်သေးသည်ဖြစ်၍အကျယ်တဝင့်ရေးသားဖော်ပြခြင်းမပြုနိုင်သေးပေပိန်ကောမနှင့်ဆန်တက်မိကြ၍9 ရက်မြောက်သောနေ့ညနေခင်းအချိန်တွင်ကျွန်တော်တို့သည်ပိန်ကောမကိုရွှေလီမြစ်၏တစ်ဖက်ကမ်းရှိကြောက်ဆောင်ကြီးတစ်ခု၏အနီးတွင်စိုက်ထားပြီးလျှင်ကျွန်တော်၏တပည့်2ယောက်သည်ညစာထမင်းဟင်းများကိုချက်ပြုတ်လျက်ရှိကြစဉ်ကျွန်တော်တို့3ဦးသည်ချမ်းအေးလှသည်ဖြစ်၍မီးဖိုပြီးနောက်မီးပုံ၏အနီးတွင်ပလက်လန်ကဆက်လိပ်များတောက်ဖွာရှူရှိုက်လျက်တွားရမည့်လန်ခီကိုတွေးတောစိတ်ကူးလျက်ရှိနေကြလေသည်ရင်းသို့ရှိစဉ်ကျွန်တော်သည်မုတ်ဆိုးအလေးချင်းအတိုင်းနားပါသူတယောက်ဖြစ်၍လျှို့ဝှက်စွာလာနေသောခြေတံများကိုကြားသည်နှင့်ရုတ်တရက်ထ၍ကြည့်လိုက်သည်တွင်အရန်အမောင်းအလွန်တရာထွားချိုင်းလှသောလူတယောက်သည်ရှမ်းတို့ဘာဝဝစ်စင်လျက်ဒူးလေးတစ်လက်ကိုကင်ဆွဲပြီးလျှင်ကျွန်တော်တို့အားဆက်စုလိုသောသဘောဖြင့်ဖြင်းညင်းစွာချင်းကပ်လာသည်ကိုတွေ့မြင်ရလေသည်ထိုအခါကျွန်တော်ကရှမ်းဘာသာဖြင့်၎င်း၏ကိစ္စကိုမေးမြန်းရာထိုသူသည်ကျွန်တော်တို့၏အမေးကိုမဖြေသေးပဲကျွန်တော်တို့အားလုံးကိုတယောက်စီစစ်စစ်ကြည့်ပြီးနောက်မြည်သည့်ကိစ္စနှင့်မြည်သည့်အရက်ကိုတွားသောသူများဖြစ်ပါသည်ဟုပြန်လည်မေးမြန်းလေသည်ထိုအခါကျွန်တော်ကပျောက်ဆုံးနေသောလူတစ်ယောက်ကိုရှာဖွေရန်အရှိစူးစူးအရက်သို့တွားမည်ဖြစ်ကြောင်းပြန်ပြောသည်တွင်ထိုသူကကျွန်တော်တို့စိုက်ရောက်မည်အကြောင်းကိုယမန်နေ့ညကပင်အိမ်မက်မြင်မှတ်သဖြင့်စောင့်ဆိုင်လျက်ရှိနေတဲ့အကြောင်း၎င်းမှာအရှိစူးစူးအရက်သို့တွားရန်ကိစ္စရှိသည်ဖြစ်၍အတန်တန်စူးစမ်းခဲ့ပါတော့လေတဦးတယောက်တည်းတွားနိုင်သောလန်ခီမဟုတ်သဖြင့်အထမမြောက်ရှိနေခဲ့ရကြောင်းယခုမှမူမိမိ၏ကိစ္စကြီးထမြောက်တော့မည်ဖြစ်၍ခီးသွားပေါ်တွားပတ်များရောက်လာမည်အကြောင်းကိုအိမ်မက်ရနှင့်ကြောင်းတို့ဖြစ်၍၎င်းသည်လည်းကျွန်တော်တို့နဲ့အတူလိုက်ပါလိုတဲ့အကြောင်းပြန်ပြောလေသည်ထိုအကြောင်းကိုကျွန်တော်ကကိုတူဝင်းနှင့်မောင်ဘဆန်တို့အားမြန်မာလိုပြောကြားပြီးနောက်ထိုသူအား၎င်း၏ကိစ္စမှာမြည်သောကိစ္စဖြစ်လေသည်ဟုမေးမြန်းရာထိုသူကယခုမပြောနိုင်ရောက်သောအခါမှာတိလိမ့်မည်ဟု၍သာလျှင်ခတ်တူတူပြန်၍ပြောလေသည်ထိုအခါကျွန်တော်တို့သည်အချင်းချင်းတိုင်ပင်ကြပြီးနောက်ထိုသူသည်ကျွန်တော်တို့အားအနောက်ရှက်ဖြစ်နိုင်မည်မဟုတ်သည့်အပြင်ဘေးဥပတ်အန္တရာယ်ထပ်သောခရီးကိုတွားရောက်ရ၌လူများလျင်အားပင်ဖြစ်သေးသည်ဟု၍အောင်းမေ့ကြသည်နှင့်လိုက်ပါရန်ခွင့်ပြုလိုက်လေသည်၎င်းနောက်ထိုသူ၏အမည်ကိုမေးမြန်းသဖြင့်ပေါ်လူခေါ်ကြောင်းသိရှိကြရလေလျင်ထိုသူသည်ခိတ္တမြစောင့်ဆိုင်နေရကြရန်ပြောဆိုပြီးနောက်တခဏလောက်ကြာသောအခါတွင်ဒူးလေးမြားတံအစရှိသောတောမုတ်ဆိုးတို့၏လက်နက်ကိရိယာများနှင့်တကွအမဲသားကြောင့်အမြောက်အများကိုထမ်း၍ယူလာခဲ့လေသည်၎င်း၏အမဲကြောင့်များမှာပေါ်ပါသောရိတ်ခါမျိုးဖြစ်၍လန်ကီတွင်အလွန်တင့်လျော်လာသည်ဖြစ်တာကြောင့်ကျွန်တော်တို့လည်းဝမ်းမြောက်ဝမ်းသာဖြစ်ကြရလေတော့သည်နောက်တစ်နေ့နေ့တွင်ပေါ်လူနှင့်တကွကျွန်တော်တို့9ယောက်သားသည်မြစ်ကိုဆန်တက်ကြပြန်ရာမြစ်ကြောင်းသည်ကျင်းသက်ကျင်း၍လာပြီးလျှင်ရေစည်းသည်လည်းအလွန်မင်းတန်၍လာသည်ဖြစ်သောကြောင့်3 ရက်မြောက်သောနေ့တွင်လှေကိုထားခဲ့၍ခြေလျင်ခီးဖြင့်သာဆက်လက်တွားရောက်ကြရန်ဆုံးဖြတ်ကြရလေတော့သည်ထိုအခါကျွန်တော်တို့သည်အမဲကြောင့်ငချောက်မှစ၍ပေါ်ပါသောရိတ်ခါများနှင့်ဆန်အနေငယ်များကိုသာလျှင်တဲယူနိုင်သလောက်အသီးသီးကိုစီကိုငါလှေမှတဲယူကြပြီးနောက်နှွေသောဝဲထဲများကို၌အထက်ထက်ဝစ်ဆင်ကြပြီးလျှင်တနတ်ဒူးလေးအစရှိတဲ့လက်နက်များနှင့်အရှိစူးစူးအရက်တို့ခြေလျင်ဆက်လက်ခရီးသွားကြလေသည်ခရီးသည်မြင်မာသောတောင်ကြီးများကိုတတောင်ပြီးတတောင်ကြော်လွန်ဖြတ်တန်း၍တွားရခြင်းဖြစ်လျက်ကအလွန်တရာပင်ပန်းလှ၍အလွန်တရာချမ်းအေးလှပေသည်တို့ရတွင်ကိုတူဝင်မှညီဖြစ်သူကိုတွေ့လိုသောဇောကြောင့်၎င်းကျွန်တော်နှင့်မောင်ဘဆန်တို့မှလည်းဗဒများကိုတွေ့ရှိလျင်တစ်သက်လုံးချမ်းသာရကြတော်မူသောလောဘဇောကြောင့်၎င်းပေါ်လူမှလည်း၎င်း၏ကိစ္စထမြောက်လိုသောဇောကြောင့်၎င်းအလွန်တရာပင်ပန်းသည်ဟုမထင်လှသေးချေကျွန်တော်၏တပည့်2ယောက်ဖြစ်သောဘိုးဆောင်နှင့်တာအေးတို့သာလျှင်အနေငယ်စိတ်ညှိုးနွမ်းဟန်ရှိခဲ့လေသည်တို့ရတွင်ကျွန်တော်တို့၏ကိစ္စအထမြောက်ခဲ့လျင်
တသက်လုံးမစင်းရဲနိုင်လောက်အောင်ပေးကမ်းမိအကြောင်းကိုပြောဆိုတော့အခါလောဘသားများဖြစ်ကြ၍အားတင်းကလိုက်ကြရှာလေတော့သည်တညက်နေခင်းအချိန်၌ကျွန်တော်တို့သည်တောင်ပူစာငယ်တစ်ခု၏ခြေရင်းသို့ဆိုက်ရောက်ကြလေရာ၎င်းနေရာတွင်စမ်းချောင်းဟောင်းတစ်ခုကိုတွေ့ရှိကြလေသည်၎င်းစမ်းချောင်းမှာရေခမ်း၍နေပြီဖြစ်သောကြောင့်ဆက်သွယ်စီးဆင်းလျက်မရှိဘဲတနေရာတို့၌အိုင်ကလေးများသဖွယ်ရေများစုယုံ၍နေသည်ကိုသာလျှင်တွေ့ရှိကြရလေသည်၎င်းရေအိုင်ကလေးများနီး၌ဒေါ်ဒရိတ်ဆန်တို့၏ခြေရာအမြောင်အများကိုတွေ့ရှိရလေရာကျွန်တော်တို့မှာအသားကြောင့်များကိုသာလျှင်တလန်းလုံးစား၍လာရသည်ဖြစ်တာကြောင့်လက်ဆက်သောအသားအဆိုများကိုစားလိုသောဆန္ဒဖြစ်သည်နှင့်ချောင်းမြောင်းဆောင်ဆိုင်ပြစ်ခတ်အံ့ဟူ၍အကြံဖြစ်ကြလေတော့သည်၎င်းအကြံအတိုင်းကျွန်တော်တို့သည်ထိုည၌ရေအိုင်နှင့်မနီမဝေးတင့်တော်ရာရက်တွင်စခန်းချကြပြီလျှင်ကျွန်တော်၏စင်ပြေတနတ်ဖြင့်၎င်းပေါ်လူသည်ဒူးလေးဖြင့်၎င်းမောင်ပါဆန်သည်နှလုံးပြူးဖြင့်၎င်းရေတောက်ဆင်းသောတရိတ်ဆန်များကိုတခုသောခြုံွယ်မှပုံအောင်စောင့်ဆိုင်၍နေကြလေသည်ရင်းသို့ရှိစဉ်ဒေါ်ဒရိတ်ဆန်တို့သည်ကျွန်တော်တို့၏အနံ့ကိုရ၍လောမသိအနီးရှိတောအုပ်မှအတန်များကိုကြားရတော့လေရေအိုင်သို့မစင်မဲထိတ်လန့်၍ပြေးတံများကိုသာလျှင်ကြားရလေသည်ထိုည၌လာမရှိတော့လေကျဲတို့၏အယောင်သည်မြူတိန်ကင်းသဖြင့်ရေအိုင်ကိုမြင်နိုင်လောက်အောင်ထိန်လင်းတောက်ပလျက်ရှိရာကျွန်တော်တို့သည်မိမိတို့နေရာမှရေအိုင်ကိုမျှော်ကြည့်ကာတနံများဖြင့်ချိန်ရွယ်ထားလျက်ရှိကြသည်တကောင်ချိန်နီးတော်လေသားကောင်တကောင်များဆင်းသက်ခြင်းမရှိလေလျင်ကျွန်တော်ဒီမုတ်ဆိုးလုံး၌ဝါသနာပင်ကြီးလှတော်လေခရီးပန်းခဲ့သည်ကတကြောင်ချမ်းအေးသဖြင့်ကွေး၍နေမိသည့်တကြောင်ကြောင့်အိပ်ပျော်၍သွားလေတော့သည်မြေကြီးတုံလုံးလောက်အောင်ကြောက်မက်ဖွယ်ဟိဟောက်တံများကိုကြားရသဖြင့်ရုတ်တရက်လန့်နိုးကြ၍ရေအိုင်ရှိရာသို့မျှော်ကြည့်လိုက်သောအခါအနက်နှင့်အဝါပြုံးလျက်ရှိသောအဆိုင်ခဲကြီးတစ်ခုသည်ကျွန်တော်တို့ရှိရာသို့လိမ့်၍လာနေသည်ကိုတွေ့မြင်ကြရလေသည်ထိုအတော်တွင်တွင်နားကွဲလူမတက်စူညံသောအတန်ကြီးများသည်လည်းဆက်ခါဖြစ်ပေါ်လျက်ရှိရာကျွန်တော်တို့သုံးဦးသည်လက်နက်ကိုအသီးသီးကင်ဆွဲလျက်လိမ့်လာသောအဆိုင်ခဲကြီးကိုပြစ်တော်မီချိန်ရွယ်ကြသည်နှင့်တပြိုင်နက်၎င်းအဆိုင်ခဲကြီးသည်လှုပ်ရှားခြင်းမှရုတ်တရက်ရက်ဆဲပြီးလျှင်မြေပေါ်တွင်စိတ်ငြိမ်စွာရှိနေလေတော့သည်ထိုအခါကျွန်တော်တို့သည်ဒူးလေးရောတနတ်ပါတညီတညာတည်းပြစ်ခတ်ကြပါတော့လေထိုဝိထုသည်မလှုပ်မရှားပဂရိတည်ငြိမ်စွာရှိနေသည်ကိုတွေ့ရှိရလျှင်ဝတ်တွားရာမှထား၍တနတ်ကိုမောင်းတင်လျက်အနီးသို့တဖြည်းဖြည်းချင်းကပ်ကြလေသည်ဓာမီရောင်မိလောင်းသည့်အရက်သို့ရောက်ခါမှလက်နေဓာမီနှင့်ထိုး၍ကြည့်သောအခါအောက်ပါအချင်းရာကိုတွေ့ရှိရလေသည်အလွန်ထွားကြိုင်းသောဆိုင်ကြီးတစ်ကောင်သည်မြေပေါ်၌လဲလျက်ရှိရာ၎င်း၏ဦးချိုဖျား၌ကကြားကြီးတစ်ကောင်သည်တန်းလန်းကြီးစူးဝင်လျက်ကြားကြီး၏ပါဇက်သည်ဆိုင်ကြီး၏လေကုတ်ကိုခဲပြီးလျင်နှစ်ကောင်စလုံးဆင်းဆင်းတေလျက်ရှိသည်ကိုတွေ့မြင်ကြရလေသည်ဖြစ်ပျက်ပုံလက္ခဏာမှာဆိုင်ကြီးသည်ရေအိုင်သို့ရေတောက်မြည်ဟုဆင်းလာစဉ်ကြားသည်ခြုံကွယ်မှချောင်းပြီးလျင်မိလောက်ဖြီအထင်နှင့်ခုံအုပ်၍ဖမ်းလိုက်သည်တွင်လေပင်ကိုလည်းကြားကခဲဆိုင်ရဲ့ဦးချိုသည်လည်းကြား၏နံကြားသို့ဝင်လျက်တကောင်ကိုတကောင်မလွတ်နိုင်ပဲမြေပြင်ပေါ်၌ထွေးလုံးကလိမ့်လာကြဟန်တူပေသည်နောက်ဆုံး၌ကြားသည်ဆိုင်ဂျို၏ဒဏ်ရာကြောင့်၎င်းဆိုင်သည်လည်းလေပင်၌ကြား၏အဆွဲကြောင့်၎င်းမြေပေါ်၌တပြိုင်တည်းတန်းလန်းကြီးလဲ၍တေကြဟန်လက္ခဏာရှိသည်တို့ဖြစ်သောကြောင့်ကျွန်တော်တို့ပြစ်ခတ်လိုက်သောတနက်နှင့်ဒူးလေးသည်ဆိုင်တွင်နှစ်ချက်ကြားတွင်တစ်ချက်ထိမှန်ပါတော့လေတေပြီးမှထိမှန်ပြီးဖြစ်သောကြောင့်အပိုပင်ဖြစ်ဟန်တူလေသည်ထိုခဏ၌ကိုဒူဝင်နှင့်ကျွန်တော်၏တပည့်နှစ်ယောက်တို့သည်ရောက်လာကြလေရာကျွန်တော်တို့သည်အသားဆိုမစားရသည်မှကြားပြီးဖြစ်တာကြောင့်ဆိုင်၏ပေါင်သားများကိုလှီးဖြတ်ပြီးလျင်ညာတွင်ချင်းပင်กิน၍စားကြလေတော့သည်နက်နက်လင်းသောအခါကျွန်တော်တို့သည်ဝမ်းတောင့်တောင့်နှင့်အိယာမှထားကြ၍ဆက်လက်ခရီးသွားရန်ပြင်ဆင်ကြသည်တွင်မနီးမဝေး၌အငွေ့တစ်ချောင်းချောင်းထွက်လျက်ရှိသောစင်ချေးများကိုတွေ့မြင်ကြရလေသည်ထိုအခါကျွန်တော်သည်ဝါသနာအလျောက်ပြစ်ချင်သောသဘောပေါ်ပေါက်သည်နှင့်ဤတနေ့ဆိုင်သားစားရင်တရက်မျှနားပြီးလျင်စင်ပြစ်ရန်အကြံပေးသည်တွင်ကိုဒူဝင်နှင့်မောင်ပါဆန်တို့သည်လည်းသဘောတူညီကြလေသည်နနက်စာစောစောစားပြီးသည်နှင့်တပြိုင်နက်ကျွန်တော်တို့သည်စင်များကိုခြေရာခံ၍လိုက်ကြလေရာစင်အုပ်သည်ကန်အားလျော်စွာကျွန်တော်တို့သွားရဖြစ်သောအရှိစူးစူးတို့ဝင်သွားကြသည်ကိုတွေ့ရှိရသဖြင့်ခရီးသွားရင်အားလုံးပင်တစုတဝေးတည်းလိုက်ကြလေသည်ကျွန်တော်နှင့်ပေါ်လူတို့၏ခံမှန်းချက်အတိုင်းစင်အုပ်သည်အ ਨੇ ဆုံးအပြင်30ခန့်ရှိသည်ဟုထင်မြင်ကြသည်ဖြစ်ရာမွန်းတဲ့ချိန်နီးလက်သောကျွန်တော်တို့သည်စင်အုပ်နှင့်အလွန်တရာနီးကပ်လျက်ရှိကြောင်းသိရှိကြရလေတော့သည်ထိုအခါကျွန်တော်တို့သည်အထူးသတိဝိရိယပြု၍ကျွန်တော်နှင့်ပေါ်လူတို့ရှေ့ဆုံးမှသွားပြီးလျင်
အခြားသူများကိုနောက်မှလိုက်စေရာမွန်းတဲ့ချိန်ရောက်လက်သောစင်အုပ်ကြီးသည်တခုသောကြိုင်ဝမ်းရာရက်တွင်တစ်ပင်ကြီးများအောက်၌နေပူချိန်ကိုခို၍နေရွက်များခတ်လျက်ရှိသည်ကိုတွေ့မြင်ကြရလေသည်ထိုအခါကျွန်တော်သည်ကြံလူများကိုလက်ပြပြီးလျင်တရွက်ချောင်များကိုအပေါ်သို့မြှောက်၍လေးစုံလေးဆန်းကိုစုံစမ်းရာကျွန်တော်တို့သည်လေအောက်မှရှိနေကြောင်းသိရှိရတော့သည်ထိုအခါစင်တို့သည်ကျွန်တော်တို့နှင့်အတောင်90ခန့်များဝေးကွာသည်ဖြစ်ရာကျွန်တော်နှင့်မောင်ပါဆန်တို့သည်တနက်တလက်ဆွဲကင်လျက်ကြံလူများမှာဘေးစီးရန်ကာသဘောဖြင့်ဒူးလေးများဖြင့်တဖြည်းဖြည်းဒူးထောက်ဝစ်သွားကအနီးသို့ချင်းကပ်လေသည်စင်အုပ်နှင့်အတောင်20ကွာအရက်သို့ရောက်သောအခါကိုဒူဝင်နှင့်ကျွန်တော်၏တပည့်2ယောက်တို့သည်မပြစ်လိုကြောင်းပြောဆိုသဖြင့်ကျွန်တော်မောင်ပါဆန်ပေါ်လူ3ယောက်ထဲသာလျှင်ချင်းကပ်ကြလေသည်အတောင်90ကွာခန့်သို့ရောက်ကြသောအခါစင်ပေါကြီး3ကောင်သည်ကျွန်တော်တို့ရှိရာသို့နဘေးခိုင်းလျက်ရှိသည်ကိုတွေ့ရှိရလျာကျွန်တော်တို့ရက်တန့်ကြ၍မိမိနှင့်အသီးသီးတဲ့လျက်ရှိသောစင်ပေါကိုအသီးသီးချိန်ရွယ်ပစ်ခတ်ကြရန်ကျွန်တော်ကအကြံပေးလေသည်သို့ဖြစ်သောကြောင့်ကျွန်တော်ကလက်ရဆွမ်း၌ရှိသောစင်ပေါကို၎င်းပေါ်လူကလက်ဝဲဆွမ်းတွင်ရှိသောစင်ပေါကို၎င်းမောင်ပါဆန်ကအလဲ၌ရှိသောစင်ပေါကို၎င်းအသီးသီးချိန်ရွယ်ကြပြီးလျှင်ကျွန်တော်ကအချက်ပေး၍တညီတညာရဲပစ်ခတ်လိုက်ကြလေသည်ပေါ်လူချိန်ရွယ်ပစ်သောစင်ပေါမှာနှလုံးကိုထိမှန်သဖြင့်နေရာ၌ပင်ဝေ့၍လဲလေတော့သည်ကျွန်တော်ပြစ်လိုက်သောစင်ပေါမှာလည်းဒူးထောက်၍လဲပြီးလျင်တဖန်ထလာပြီးကျွန်တော်တို့ရှိရာသို့ပြေးလာရာကျွန်တော်ကအုံနှောက်ရှိရာသို့တစ်ချက်ထပ်ဆင့်၍ပြစ်သည်တွင်မှဘိုင်းကနေလဲလေတော့သည်မောင်ပါဆန်ပြစ်လိုက်သောစင်ပေါကြီးမှမူကားချက်ကောင်းကိုထိမှန်ခြင်းမရှိဘဲနာကျင်ယုံမျှသာရှိသည်ဖြစ်၍ဒေါသကြီးစွာဖြင့်မောင်ပါဆန်ကိုလိုက်လျာမောင်ပါဆန်သည်ဒုတိယချက်ကိုကြောက်အားလန့်အားရော်ရမ်းကပြစ်ပြီးနောက်တနက်ကိုချ၍ထွက်ပြေးလေသည်ထိုအခါကျွန်တော်နှင့်ပေါ်လူတို့ကစင်ပေါကိုနောက်ကနေပြီးပြစ်ကြပါတော့လဲချက်ကောင်းကိုထိအောင်ပြစ်ချင်းကမစွမ်းနိုင်သည်ဖြစ်တာကြောင့်နောက်မှသာလျှင်ပြေးလိုက်ကြရလေတော့သည်မောင်ပါဆန်သည်ကိုတူဝင်းနှင့်ဖိုးဆောင်တာအေးတို့ရှိရာသို့တက်တက်ထွက်ပြေးလျာစင်ပေါလည်းမီလူနှင့်နောက်မှအတင်းလိုက်လေသည်ထိုခဏ၌မောင်ပါဆန်သည်တင်းမြင့်တစ်ခုကိုခြေနှင့်တိုက်မိသဖြင့်မြေပေါ်၌အလျားမှောက်လဲသွားလျာကျွန်တော်တို့မှပြီးရှာပြီးဟုအောင်းမေးလျက်အသက်မရှူဘဲငေး၍ကြည်နေမိတော့သည်စင်ပေါကြီးသည်မောင်ပါဆန်ကိုနှာခေါင်းဖြင့်ဖမ်းယူတော့အန်ဟုစံတန်းလိုက်သည်နှင့်တပြိုင်နက်ကျွန်တော်၏တပည့်ဖိုးဆောင်သည်တခုသောတစ်ပင်ကွယ်ပုံးနေရာမှရုတ်တရက်ထွက်လာ၍စင်ကြီးကိုဒူးလေးနှင့်ပစ်ခတ်လေသည်ထိုအခါစင်ကြီးသည်မောင်ပါဆန်ကိုထားခဲ့ပြီးလျှင်ဘိုးဆောင်၏နောက်သို့လိုက်ပြန်ရာဘိုးဆောင်လည်း4-5လမ်းမျှသာလျှင်ပြေးနိုင်၍စင်၏နှမောင်းဖြင့်ပွေဖမ်းမိလေတော့သည်ထိုအခါအားလုံးသောသူများကအဝေးမှပြစ်ခတ်ကြပါတော့လေချက်ကောင်းကိုမမှန်သဖြင့်စိတ်ဆိုးသည့်ထက်ဆိုးအောင်ပြုမိတကယ်သို့သာလျှင်ရှိနေသောကြောင့်စင်ကြီးသည်ဘိုးအုံ၏အောက်ပိုင်းကိုခြေဖြင့်နင်းပြီးလျှင်အထက်ပိုင်းကိုနှမောင်းဖြင့်ဆွဲယူလိုက်ရာကျွန်တော်တို့မှမကြည့်ဝင့်သည်ဖြစ်၍မျက်နှာလွှဲလိုက်ကြရလေတော့သည်နောက်ခဏ၌ဘိုးဆောင်မှနှစ်ပိုင်းဖြစ်၍တွားပြီးလျှင်စင်ကြီးသည်ဘိုးဆောင်၏ဦးခေါင်းကိုဝါး၍စားလိုက်သဖြင့်ကွက်ခနဲမြည်သည့်အတန်ကိုကြားကြရလေသည်ထိုအခါ၌ကကျွန်တော်တို့အားလုံးသည်ကြောက်ရမှန်းလည်းမသိလန့်ရမှန်းလည်းမသိဒေါသကြီးလာသည်ဖြစ်၍ယူသွတ်တကယ်သို့ဖြစ်ကြပြီးလျှင်လက်နက်အသီးသီးနှင့်စင်ကြီးရှိရာသို့အတင်းပြေးဝင်၍ကျွန်တော်ကဦးခေါင်းကို၎င်းပေါ်လူကအသေးညှာကို၎င်းကိုတူဝင်နှင့်တာအေးတို့ကနံဘေးကို၎င်းအသီးသီးပစ်ခတ်ကြလေရာစင်ကြီးလည်းထိုနေရာ၌ပင်ပုံ၍လဲသွားလေတော့သည်စင်ကြီးသည်၎င်းတန်ရာများနှင့်တေလောက်ပြီးဖြစ်တော်လဲကျွန်တော်တို့မှာဘိုးဆောင်အတွက်စိတ်မကြေနပ်နိုင်ကြသည်ဖြစ်၍အထက်ထက်ပစ်ခတ်ကြလေရာတမင်တရေကဲ့သို့သောအကောင်မျိုးဖြစ်ပါမူအယိုးအသားတခြားစီဖြစ်အောင်စီစီညံ့ညံ့ကြေလောက်ပေသည်မောင်ပါဆံမာမူအသက်ချမ်းသာရာရ၍ရဲရင်သောဘိုးဆောင်သည်၎င်း၏ဒဏ်ကိုခံရသည်ဖြစ်ရာကျွန်တော်တို့သည်ထိုင်းမိုင်းလေးလံသောစိတ်ဖြင့်ထိုနေရာ၌တွင်းတူပြီးလျင်ဘိုးဆောင်၏အလောင်းကိုမြုပ်ခဲ့ကြရလေသည်နောက်တစ်နေ့နံနက်၌ကျွန်တော်တို့သည်စင်သုံးကောင်၏အသေးနှလုံးများကိုချက်ပြုတ်စားတော့၍ကြံသမျှကိုယူပြီးလျင်ရခင်ကြီးစဉ်အတိုင်းအရှိဆူးဆူးသို့ဆက်လက်သွားရောက်ကြပြန်သည်လမ်းကြီး၌ကျွန်တော်သည်ပေါ်လူနှင့်စကားလက်ဆောင်ဝင်အောင်ပြုပြီးလျင်လွန်ခဲ့သည့်9နှစ်ခန့်ခါကကျွန်တော်တို့ကဲ့သို့မြန်မာလူမျိုးတစ်ယောက်သည်ရွှေလီမြစ်ကိုလောင်းလေငယ်ဖြင့်စံတက်၍သွားသည်ကိုမြင်မှုပါသလားဟုမေးမြန်းရာပေါ်လူကခက်ရွယ်ခက်ငယ်လူတစ်ယောက်သည်နောက်ပါ2ယောက်တို့နှင့်မိမိတို့နေထိုင်ရာအရက်ကိုကြော်လွန်ပြီးရွှေလီမြစ်ကိုလောင်းလေလေးတစ်စင်းနှင့်စံတက်သွားသည်ကိုတွေ့ရမှုကြောင့်ထိုအခါကမူမိမိကိစ္စမှာအရာမရောက်သေးသည်ဖြစ်၍
၎င်းတို့နှင့်အတူလိုက်ပါ၍မသွားခဲ့ကြောင်းပြန်၍ပြောပြလေသည်ထိုအခါကျွန်တော်က၎င်း၏ကိစ္စသည်မြည်သောကိစ္စဖြစ်သည်ကိုထပ်လောင်းမေးမြန်းပြန်ရာပေါလုမှာပြောလိုဟန်လက္ခဏာမရှိဘဲရောက်သည့်အခါတိပါလိမ့်မည်ဟု၍သာခတ်တူတူပြန်၍ပြောလေသည်ကျွန်တော်တို့သည်ခီးစဉ်အတိုင်းရှောက်သွားကြ၍ရွှေလီမြေကျောင်းသည်အလွန်တရာကျင်းမြောင်းလာသဖြင့်အချို့သောနေရာတို့၌တလန်မြလောက်သာလျှင်ကျယ်ဝန်းလေသည်အချို့သောနေရာ၌လည်းချောင်းနှစ်ခွဖြစ်၍နေသည်ကိုတွေးရှိရပြန်ရာအရှိသို့သွားသောချောင်းသည်ရွှေလီမြေဖြစ်အံ့ဟု၍အောင်းမေ၍၎င်းတိုင်းသာလျှင်လိုက်ကြလေသည်ရင်းသို့ရှိစဉ်ဆောင်ခဲ့သောရိတ်ခါတို့သည်လည်းကုန်မီဖြစ်၍လမ်း၌တွေ့ရှိသောသားကောင်တို့၏အသားသာလျှင်အမိပြုကြရသည်ဖြစ်ရာရံဖန်ရံခါသားကောင်များမတွေ့ရှိခဲ့ပါမူတရက်နှစ်ရက်စသည်ဖြင့်အစာပြတ်၍နေခဲ့လေသည်သို့ပါတော့လေလာမိသောခရီးကိုမရောက်လျင်မပြန်ဟုမလျှော့သောလုံးလားဖြင့်တွားမြဲတိုင်းဆက်လက်တွားရောက်ကြလေရာကံအားလျော်စွာသားကောင်တို့သည်အားမပြတ်မီအစဉ်သင့်တွေ့ရှိသဖြင့်ပြစ်ခတ်ရရှိမြဲသာလျင်ဖြစ်ပေတော်သည်တနေ့သောညနေခင်းအချိန်၌ကတာအေးဆိုသောကျွန်တော်၏တပည့်မှာခရီးလဲပန်းအလွန်လဲချမ်းအေးလှသည့်အပြင်အစာပြတ်သည်မှာနှစ်ရက်ခန့်ရှိလျက်ကကျွန်တော်တို့လူစုအနက်အားအ ਨੇ ဆုံးသောသူဖြစ်၍နာဖျားမကြမ်းဖြစ်ခဲ့လေသည်ကျွန်တော်နှင့်ပေါ်လူတို့မှာကအကြမ်းအတမ်းအလုပ်မျိုး၌ကျင်သားရခဲ့သည်ဖြစ်ရာတာအေးကိုတစ်ဖက်တစ်ချက်တွဲကြပြီးလျှင်စခန်းချရန်တင့်လျော်သောအရက်သို့ရောက်အောင်ဆောင်ကျင်းကြရလေသည်နေဝင်ချိန်နီးသည်နှင့်တပြိုင်နက်ကျွန်တော်တို့သည်တခုသောဂူကြီးအဝသို့ဆိုက်ရောက်ကြလေရာဂူကြီးအတွင်း၌အခြားသောနေရာတို့ထက်နှွေးအံ့ဟုသိရှိ၍မတည်နိုင်အောင်ညောင်းညာလှစွာသောခြေတို့ဖြင့်ဂူအတွင်းသို့ရောက်အောင်လှမ်းဝင်ကြရလေသည်ကျွန်တော်တို့လာခဲ့ရသောလမ်းခီးမှာမြင်မာလာသောတောင်ကြီးများကိုကြော်နှင်းဖြတ်တန်း၍လာရခြင်းဖြစ်ရာကစီးနှင်းတို့သည်တောင်ကမ်းပါးတို့၌ဖွေးဖွေးဖြူဖြူခဲလျက်ချမ်းအေးခြင်းမှလည်းတိမခံနိုင်လောက်အောင်ပင်ရှိပေတော့သည်ကျွန်တော်တို့သည်ဂူအတွင်းသို့ဝင်ကြပြီးလျှင်အစာမစားရသဖြင့်မွတ်သိပ်ခြင်းထက်ချမ်းအေးခြင်းကတာလွန်သည်ဖြစ်တာကြောင့်ဂူအတွင်းသို့ရောက်သည်နှင့်တပြိုင်နက်အိပ်ပျော်ခြင်းသို့ရောက်ခဲ့ကြလေတော့သည်နက်နက်လင်းတော်လဲကျွန်တော်တို့သည်မနိုးသေးပဲနေမင်း၏အယောင်သည်ဂူတွင်းသို့ပင်ဝင်ရောက်လာသည့်အခါမှအိယာမှနိုးကြ၍ထလိုက်ကြသောအခါကျွန်တော်နှင့်ကိုပါဆန်ကိုတူဝင်ပေါ်လူတို့သာလျှင်ထနိုင်ကြ၍တာအေးမှမူအကွေးလိုက်ပင်ရှိနေတော်သည်ထိုအခါကျွန်တော်ကတာအေး၏ပခုံးကိုကင်၍လှုပ်နှိုးလိုက်ရာတာအေးမှတောက်၍နေသည်ဖြစ်တာကြောင့်တေချာစွာကြည့်ရှုကြသည်တွင်တာအေးတယောက်အသက်မရှိတော့သည့်အကြောင်းကိုသိရှိကြရလေတော့သည်ထိုအခါကျွန်တော်တို့မှာ6ယောက်ထွက်လာကြသည့်အနက်2ယောက်မျှပျက်စီး၍4ယောက်သာလျှင်ကြံတော့သည့်အကြောင်းကိုတွေးတော်ဝမ်းနည်းလျက်ရှိကြစဉ်ကိုဘာဆန်ကအမလီဘဲနဲ့ဟာကြီးလဲပြတို့အော်ဟစ်လိုက်သဖြင့်ကျွန်တော်ဒီမောင်ဘာဆန်ကြည်ရသို့ကြည်လိုက်ရာလူတယောက်သည်စောင်းကြောင်ထိုင်လျက်ဂူဝအနီးတွင်ကျွန်တော်တို့ရှိရာသို့မျက်နှာမူကားရှိနေသည်ကိုတွေ့မြင်ရလေသည်၎င်းတော်ကျွန်တော်တို့သည်ထိုသူ၏အနီးသို့ချင်းကပ်ကြသည်တွင်အသက်မရှိကြောင်းသိရှိကြသည်နှင့်တပြိုင်နက်ဂူ၏အပြင်ဘက်သို့တညီတညာရဲထွက်ပြေးကြလေတော့သည်ဂူပြင်သို့ရောက်ကြပြီးနောက်အတန်ကြာသောအခါမှကျွန်တော်တို့သည်ကြောက်ရွံ့ခြင်းပြေပြောက်ကြ၍မြည်သူမြည်ဝါ၏အလောင်းဖြစ်သည်ကိုသိလိုကြသည်နှင့်ဂူအတွင်းသို့ဝင်ရောက်ကြည့်ရှုကြပြန်ရာပေါ်လူသည်အလောင်းကိုတေချာစွာကြည့်ပြီးနောက်မှတ်မိသောလက္ခဏာဖြင့်ရှိနေလေသည်အတန်ကြာသောအခါပေါ်လူသည်ဦးခေါင်းကိုကုတ်ခါစဉ်းစားပြီးလျှင်ထိုသူသည်အခြားမဟုတ်မောင်တူဝင်၏ညီမောင်ဒေါနာနှင့်အတူလိုက်ပါသွားသောတပည့်တငယ်ဖြစ်ကြောင်းပြောဆိုလေသည်၎င်းစကားသည်မှန်ခဲ့သည်ဖြစ်ပါလျင်ထိုအလောင်းသည်9နှစ်ခန့်မျှကြာရမည်ဖြစ်ရာဤမျှလောက်အချိန်ကြာရှည်စွာမပုံမတိုးပဲရှိနေခြင်းမှာအလွန်ချမ်းအေးလှသောကြောင့်ရေခဲစိမ်၍ထားသောငါးများကဲ့သို့ဖြစ်တန်ရ၏ဟု၍လည်းတွေးတောပွေရှိပေတော့သည်ပေါ်လူကမူထိုသူသည်မေးအောင်၌မှဲ့ကြီးတစ်လုံးပါသည်ကိုကောင်းစွာမှတ်မိကြောင်းနှင့်ပြောဆိုသည်ဖြစ်၍ထိုတွေးထင်ချက်သည်မှန်လောက်ပေ၏ဟုယူဆမိကြလေသည်အလောင်းမှမူအလွန်တရာပိန်ကြုံလာသည်ဖြစ်သောကြောင့်တာအေးကဲ့သို့ပင်အစာငတ်မှုပြီးနောက်အေးမိ၍တေဆုံးခြင်းဖြစ်ဟန်လက္ခဏာရှိပေသည်၎င်းနောက်ကျွန်တော်တို့သည်တာအေးကို၎င်းထိုသူကို၎င်းမြုပ်နှံရန်မကြံစီနိုင်ပဲသွားမိခီးကိုသာလျှင်ဆက်လက်သွားရောက်ပြန်ရာထိုနေ့နေမဝင်မီပင်လျှင်တောင်စိတ်တကောင်ကိုပြစ်ခတ်ရရှိသည်ဖြစ်၍၎င်းအသားကိုချက်ပြုတ်စားတောက်ကြရသဖြင့်အားအင်ပြည့်တင်းခြင်းကိုရောက်ကြရပြန်လေသည်ကြံသောအသားများကိုညှင်း၍ယူပြီးလျှင်ခရီးဆက်လက်သွားရောက်ကြပြန်ရာတောင်စိတ်သားများမှာနေပူ၌အချောက်လန်းရခြင်းမရှိတော့လဲချမ်းအေးလာသောရာသီဥတု၏အစွမ်းကြောင့်ပုတ်တိုးခြင်းမရှိဘဲ3-4ရက်တိုင်တိုင်လ
လက်ဆက်စွာပင်ရှိနေခဲ့လေတော့သည်ရံဖန်ရံခါသားကောင်များမတွေ့ရှိရသဖြင့်ငတ်မွခြင်းအလွန်တရာချမ်းအေးလာခြင်းတောင်များကိုဖျက်တမ်းကူးကြော်ရသဖြင့်ပင်ပန်းခြင်းအစရှိတဲ့ဒုက္ခဆင်းရဲမျိုးမျိုးကိုတွေးကြုံကြရပြီးတဲ့နောက်တနေ့သောညနေခင်းအချိန်တွင်ကျွန်တော်တို့သည်တခုသောတောင်ဆောင်၌ညစာအတွက်အမဲသားများကိုမီးတွင်ကင်လျက်ရှိကြစဉ်မြားတစ်စင်းသည်ကျွန်တော်တို့၄ယောက်၏အလယ်၌မြေပေါ်တွင်ရုတ်တရက်လာ၍စိုက်နေသည်ကိုတွေ့မြင်ကြရသဖြင့်လန့်၍ခုန်မိကြလေသည်၎င်းနောက်မိသည့်အရက်မှလာသောမြားဖြစ်သည်ကိုရှုမြင်ဆင်ခြင်ကြသည်တွင်အသက်16နှစ်အရွယ်ခန့်ရှိသောတငယ်တစ်ယောက်သည်လေးတစ်စင်းကိုကင်လျက်ထပ်မံပစ်ခတ်မည်ပြုသည်ကိုအသက်40ကျော်အရွယ်ခန့်ရှိလူကြီးတစ်ယောက်ကလက်ကိုဆွဲငင်လျက်ရှိကြောင်းတွေ့မြင်ရလေသည်၎င်းတို့အနီး၌ကအခြားလူ20ကျော်ခန့်ရှိရာထိုလူအလုံးတို့မှာခါးတွင်တောင်ဆက်ဤတရေဖြင့်ဝစ်ဆင်ထားသည်ကိုတွေ့ရှိကြရလေသည်ထိုအခါမောင်မဆန်နှင့်ပေါ်လူတို့ကလက်နက်များအသီးသီးဆွဲကင်ကြလျက်ရန်သူများကိုပစ်ခတ်ကြမည်ပြုလျာကျွန်တော်ကမိတ်ဆွေဖွဲ့၍မရနိုင်သောအခါမှသာလျှင်လက်နက်ကိုအသုံးပြုအံ့ဟုအောင်းမေ၍ထိုသူများကိုစီးတားပြီးလျှင်ပေါ်လူအားမိတ်ဆွေများကျွန်တော်တို့အားရံမမူလင့်ကုန်ဟုပေါ်လူ၏ဘာသာစကားဖြင့်ဟစ်အော်၍ပြောလိုက်စေရာ၎င်းတို့အနက်လူကြီးဖြစ်တဲ့သူကမိတ်ဆွေဖြစ်ရင်လက်နက်ကိုချလောဟု၍ပြန်ပြောလေသည်ထိုအခါကျွန်တော်တို့သည်လက်နက်ကိုချသင့်မချသင့်တိုင်ပင်ကြရာမချသင့်ကြောင်းသဘောတူညီသဖြင့်တင်တို့လက်နက်ကိုချလျင်ကျွန်တို့လက်နက်ကိုလည်းချပါမည်ဟု၍ပေါ်လူအားစကားပြန်၍ပြောစေသည်ထိုအခါအကြီးမူလှုပ်သူလူကြီးကဤပြည်နယ်သည်ငါတို့၏ပြည်နယ်ဖြစ်သည်ငါတို့၏ပြည်နယ်အတွင်းသို့လက်နက်ကိုမချဘဲဝင်လာသောသူသည်ရန်သူဖြစ်သည်တေးကြပေကုန်လောဟုပြောသဖြင့်ပေါ်လူကအတိတ်ပဲပြန်၍ပြောသည်တွင်မောင်ဘဆန်သည်စိတ်ရှုပ်သည့်အခါ၌ပြုလုပ်မြန်ဖြစ်သည့်အတိုင်းအငှားဆိုင်၍ထားသောအထက်တန်းသွားများကိုလက်ဖြင့်ဆွဲ၍ရုပ်ခနဲလွှတ်လိုက်သောအခါသွားတို့သည်တဖုံးမှကွာ၍လာပြီးလျှင်တဖန်ပြန်၍ကတ်သွားလေသည်ထိုအချင်းရာကိုလူရိုင်းတို့တွေ့မြင်ကြရသောအခါထိတ်လန့်တုန်လှုပ်သည့်လက္ခဏာဖြင့်ရုတ်တရက်နောက်သို့ဆုတ်သွားကြလေသည်ထိုအခါကျွန်တော်သည်ဘေးမှလွတ်မြောက်ရန်နီးလန်းကိုမြင်သည်ဖြစ်၍မောင်ဘဆန်အားစိုက်ထားသောသွားများကိုချွတ်လိုက်စေရာလူရိုင်းတို့လည်းအဝေးသို့ရုတ်တရက်ထွက်ပြေးကြပြီးမှတန့်ရက်ခါကြည်နေကြလေသည်၎င်းတို့မိတို့သောချင်းရာကြောင့်ဖြစ်သည်ကိုစုံစမ်းလိုသည့်လက္ခဏာဖြင့်အနီးသို့တဖြည်းဖြည်းချင်းကပ်၍လာကြပြန်ရာအနီးသို့ရောက်သောအခါမောင်ဘဆန်ကသွားမရှိသောပါဇက်ကိုဖွင့်၍ဟောင်းလောင်းကြီးပြလိုက်ပြန်သောအခါနောက်သို့ဆုတ်ပြေးကြပြန်လေသည်မနီးမဝေးသို့ရောက်ကြပြန်သောအခါရက်တန့်လျက်ကြည်နေကြသည်တွင်မောင်ဘဆန်သည်လက်ဖြင့်ပါဇက်ကိုပိတ်ပြီးနောက်ဖွင့်လိုက်သောအခါသွားများပေါက်လျက်ရှိပြန်ခြင်းတဖန်ပြန်၍ပိတ်လိုက်သောအခါသွားများပျောက်သွားခြင်းစသည်ဖြင့်ဖွင့်ကြီးပိတ်ချီပေါ်ကြီးပျောက်ကြီးပြုလုပ်သောအခါရခင်ကမြားဖြင့်ပြစ်ခတ်သောတငယ်သည်မြေပေါ်၌အလျားမောက်ကဝစ်တွားလျက်ရှိနေတော့သည်ထိုနောက်ခြားသောသူများသည်လည်းထိုနည်းတူအလျားမောက်ကြပြီးလျှင်အသိနှမင်းတို့ကျွန်တော်တို့ကိုချမ်းသာပေးတော်မူပါဟုရေရွတ်ခါတောင်းပန်ကြလေသည်ထိုအခါကျွန်တော်တို့သည်စင်စစ်အားဖြင့်လူသားများမဟုတ်လာနတ်သားများဖြစ်ကြကြောင်းဤတိုင်းပြည်ဤနယ်ပယ်သို့စုံစမ်းကြည့်ရှုရန်လာရောက်ခြင်းဖြစ်ကြောင်းကျွန်တော်တို့ကရန်မရှာမှုကကျွန်တော်တို့ကလည်းမြည်တို့မျှဥပတ်ပြုမည်မဟုတ်ကြောင်းအကယ်၍မိမိတို့အားစတင်နှောက်ယှက်ခြင်းပြုခဲ့ပါမူတဦးတယောက်မျှမကလူရိုင်းတစ်မျိုးလုံးပင်ပြုတ်အောင်ဖြုတ်နိုင်သည်ဖြစ်ကြောင်းနှင့်ချင်းချောက်ပြီးနောက်ပြန်ဝဲလျက်ရှိသောငှက်ငယ်တစ်ကောင်ကိုတနက်ဖြင့်ချိန်ရွယ်ပစ်ခတ်လိုက်ရာငှက်သည်မြေသို့ကျလာသည်ကိုမြင်သဖြင့်လူရိုင်းတို့လည်းရှေးကထတုန်လှုပ်ခြင်းဖြစ်ကြလေတော့သည်၎င်းနောက်ကျွန်တော်တို့အားလေးများဖြင့်စတင်ပစ်ခတ်သောတငယ်အားအပြစ်ပေးအံ့ဟုချင်းချောက်ပြီးနောက်တနက်ဖြင့်ချိန်ရွယ်လျာထိုတငယ်မှာဘယင်း၏သားဖြစ်၍ချမ်းသာပေးပါမည်အကြောင်းနှင့်ဝိုင်းဝန်းတောင်းပန်ကြသည်တွင်ကျွန်တော်သည်တနက်ကိုချထားလိုက်လေတော့သည်၎င်းနောက်ကျွန်တော်တို့သည်လူရိုင်းတို့နေထိုင်သောတိုင်းပြည်သို့လိုက်လိုကြောင်းပြောဆိုသောအခါလူရိုင်းတို့သည်နတ်မင်းများလာရောက်သည်ကိုဝမ်းမြောက်ပါကြောင်းပြောဆို၍၎င်းတို့နှင့်အတူခေါ်ဆောင်၍သွားလေသည်လန်ခီ၌ကျွန်တော်တို့သိရှိရသည်မှာထိုလူရိုင်းတငယ်သည်ဘယင်း၏သားဖြစ်၍ဒေါကစားထွက်ခဲ့ရာအခြားသူများမှာ၎င်း၏နောက်ပါအချွေရန်များသာလျှင်ဖြစ်ကြောင်းတိုင်းပြည်မှထွက်လာခဲ့သည်မှာနှစ်ရက်ခန့်ကြာရှိပြီဖြစ်၍ထိုအရက်သည်၎င်းတို့၏တိုင်းပြည်နှင့်နှစ်ရက်ခရီးမျှဝေးကွာသေးကြောင်းသိရှိရလေသည်ကိုရူဝင်းတိုက်စာအရမှာဇောတိကပရမများတောင်သည်လူရိုင်းတို့၏တိုင်းပြည်နယ်ပယ်အတွင်း၌တည်ရှိသည်ဟုပါရှိသည်ဖြစ်သောကြောင့်ကျွန်တော်တို့မှာခရီးဆုံးသို့ရောက်လူပေပြီဟုဝမ်းမြောက်ဝမ်းသာဖြစ်တဲ့လိုက်ပါသွားရောက်ကြလေရာတတိယနေ့တွင်လူရိုင်းတိုင်းပြည်သို့ဆိုက်ရောက်ကြလေသည်၎င်းတိုင်းပြည်မှာ
တိုင်းပြည်ဟူ၍ဆိုရတော့လေစင်စစ်အားဖြင့်ကြီးကျယ်ခမ်းနားလာသည်မဟုတ်တက်ကဲနှင့်တူသောမြက်ပင်တစ်မျိုးဖြင့်စောက်လုပ်ထားသောတဲကြီးများသာလျှင်ဖြစ်သည်ဖြင့်ရွာကြီးမြသာဖြစ်ပေသည်ကျွန်တော်တို့ကိုခေါ်ဆောင်ခဲ့သောလူရိုင်းကြီးအမည်မှာဂံဝနာဟု၏ခေါ်တွင်ကြောင်းသိရှိရလျာ၎င်းဂံဝနာသည်ကျွန်တော်တို့အားတဲကြီးတစ်ခုအတွင်းတွင်စောင့်ဆိုင်နေရန်ထားခဲ့ပြီးနောက်လူရိုင်းဘရင်ထံကျွန်တော်တို့၏အကြောင်းကိုပြောကြရန်ထွက်သွားလေတော့သည်၎င်းတဲကြီးအတွင်းစောင့်ဆိုင်လျက်ရှိကြစဉ်ကျွန်တော်တို့သည်လူရိုင်းများတဲခင်းကျွေးမွေးသောပြားရည်နွားနို့အမဲသားကြောင့်ပြောင်းဘူးအစရှိသောအာဟာရများကိုမြိန်ရှက်စွာစားတောက်လျက်ရှိနေရကြလေသည်တို့ရတွင်ကျွန်တော်တို့သည်ဂံဝနာတို့လူစုကို6လက်နိုင်ညာတော့လေရှင်ဘရင်ကမူကျွန်တော်တို့အားမိကဲ့သို့လက်ခံမည်ကိုတွေးမိတိုင်းစိတ်မအေးအောင်ဖြစ်လျက်အကယ်၍တက်ဖြတ်ရန်စီမံခဲ့လျင်တန်နိုင်သမျှခုခံကြအံ့ဟူ၍အောင်းမေလျက်လက်နက်များကိုအသင့်ပြင်ဆင်၍ထားကြလေသည်တနာရီခန့်မြကြာရှိလေလျင်ဂံဝနာသည်ကျွန်တော်တို့ထံပြန်လာခဲ့၍ဘရင်မင်းမြတ်ကကျွန်တော်တို့နှင့်တွေ့လိုကြောင်းပြောသဖြင့်ကျွန်တော်တို့သည်ဂံဝနာနှင့်အတူလိုက်သွားကြရလေသည်၎င်းရွာကြီးမှာစဝိုင်းပုံတံရှိသည်ဖြစ်ရာအလဲဘဟိုတဲ့၌အခြားသောတဲများထက်အစများစွာကြီးမားသောတဲတစ်လုံးရှိလေသည်ဂံဝနာသည်ကျွန်တော်တို့ကို၎င်းတဲကြီးအတွင်းသို့ခေါ်သွားသဖြင့်အတွင်းသို့ဝင်မိကြသောအခါ50ခန်းမြသောလူရိုင်းတို့သည်မြေပေါ်တွင်ဝစ်တွားကာရှိနေကြလျက်တယောက်သောလူရိုင်းမှာမြေကြီးကိုပလင်တပွဲအဆင့်ဆင့်ဖြစ်အောင်ပြုပြင်၍ထားသောနေရာအရက်တွင်ထိုင်လျက်ရှိလေသည်၎င်းမှာလူရိုင်းဘရင်ဖြစ်လေတော့သည်လူရိုင်းဘရင်သည်အခြားသောလူရိုင်းများထက်အရက်အမောင်းထွားချိုင်းခံညာလျက်ရှိရာဆွတ်ဆွတ်ဖြူသောသားကောင်၏အရေးဖြင့်ဝစ်ဆင်ထားသည်ဖြစ်၍သားမွေးအနက်ဖြင့်အုတ်ထုပ်တပွဲပြုလုပ်ထားသောအရာဝတ္ထုကိုဦးခေါင်းတွင်ဆောင်းထားလျက်၎င်း၏အလဲတဲ့တဲ့၌တထောင်ခန့်ရှိ၍ဖွေးဖွေးဖြူသောငှက်တောင်ကြီးတထောင်ကိုစိုက်၍ထားလျက်ကလူရိုင်းပင်ဖြစ်လင်ကစားများစွာခံညာခြင်းရှိပေသည်၎င်း၏နဖူးပြင်၌ကရဲရဲနေသောကြောင်နေကြီးတစ်လုံးကိုတရေကျိုးဖြင့်မြဲခိုင်စွာစီး၍ထားသည်ဖြစ်ရာ၎င်းမှာကြောင်နီပင်ဖြစ်တော်လဲထူးမြတ်သောအရေးရှိသည်ဖြစ်၍ဘရင်မျက်နှာတစ်ခုလုံးကိုနီမြန်းသောအယောင်ဖြစ်စေလေသည်၎င်း၏လက်၌ကတန်လျက်တစ်ဖွဲရှိသောလက်နက်တစ်ခုကိုကင်လျက်၎င်း၏အနီး၌ကကျွန်တော်တို့မြင်ခဲ့ဘူးသောမင်းသားကလေးသည်လက်ပိုက်ခါရက်လျက်ရှိနေတော်သည်ကျွန်တော်တို့ဝင်သွားကြပြီးတဲ့နောက်လူရိုင်းတစ်ယောက်ကပြာကြီးပြာရာတဲတွင်းသို့ဝင်လာ၍လူရိုင်းဘရင်မမြင်စေအောင်အခြားသူတို့၏နောက်မှဝစ်တွားကာရှိနေရာကျွန်တော်တို့၏မနီးမဝေးအရက်မှအကွဲဆူးရှသောနားမချမ်းသာအောင်ရှိသောအတန်ဖြင့်တစုံတစ်ခုစကားကိုပြောလိုက်သည်တွင်လူရိုင်းဘရင်သည်ထိုသူကိုခေါ်ငင်လေသည်ရှေ့သို့ရောက်သောအခါတခွန်းနှစ်ခွန်းမေးမြန်းပြီးနောက်လူရိုင်းဘရင်ကမိမိ၏သားကိုလက်ပြလိုက်ရာလူရိုင်းမင်းသားသည်ထိုသူ၏ဦးခေါင်းကိုမိမိလက်မှတန်လျက်ဖြင့်တစ်ချက်တည်းခုတ်လိုက်သဖြင့်ထိုသူမှလဲပြက်၍သွားလေသည်ထိုချင်းရာကိုကျွန်တော်တို့မြင်ရသောအခါမြည်မြလောက်တုံလုံးကြသည်ကိုဖော်ပြရန်မလိုတော့ချေ၎င်းเจ้าကိုနောင်ခါ၌မေးမြန်းသဖြင့်သိရှိရသည်မှာထိုသူသည်ဘရင်ထံအခါစားဝင်ရောက်သည်မှာနောက်ကျ၍သွားကြောင်းဘရင်ကိုယ်တိုင်ကမမြင်တော့လဲဘရင်၏တက်တော်ဆောင်ဆုံးမကြီးကမြင်ကြောင်းထိုအခါဘရင်ကစစ်ဆေး၍မကျေနပ်အောင်ရှိတာကြောင့်တစ်ချက်လွတ်အမိန့်တော်ဖြင့်အသက်ဆုံးရှုံးအောင်စီရင်လိုက်ခြင်းဖြစ်ကြောင်းမိမိသားကလေးအားလည်းလက်နက်ဆွဲကင်ခြင်း၌အလေးအကျင့်ရစေခြင်းက၎င်းကိုယ်တိုင်စီရင်စေခြင်းဖြစ်ကြောင်းတို့သိရှိရလေတော့သည်ကျွန်တော်တို့သည်ထိုအချင်းရာကိုမြင်ရသဖြင့်တုံလှုပ်သည်မှန်တော်လဲမရဲတော်လဲပြေးခဲစေဟုသောစကားပုံအရာတုံလှုပ်သည့်အမူအရာကိုမပြဘဲမြမလူမျိုးဖြစ်ပါလျက်နှင့်အရိုင်းဆိုင်တို့အားဒူးထောက်ခြင်းဝစ်တွားခြင်းမပြုမူ၍လက်ပိုက်ခါခက်ခန့်ခန့်ရက်၍နေကြလေသည်ထိုအကြောင်းကိုလူရိုင်းဘရင်ကမြင်သဖြင့်အကျိုးအကြောင်းမေးမြန်းသည့်အခါကျွန်တော်တို့ကပေါ်လူအားနတ်သားတို့မြည်ဒီမှာသူတစ်ပါးကိုအယိုသေးမပြုနိုင်သူတစ်ပါးကသာလျှင်ကျွန်တော်တို့အားအယိုသေးပြုတိုက်ကြောင်းနှင့်ပြန်ပြောစေသည်တွင်လူရိုင်းဘရင်သည်ကျွန်တော်တို့အားမြေပလင်ပေါ်သို့တက်စေလေသည်၎င်းသောပေါ်လူကိုစကားပြန်အရာ၌ထား၍လူရိုင်းဘရင်နှင့်ကျွန်တော်တို့သည်အမေးဖြေပြုလုပ်ကြလျာကျွန်တော်တို့ကဖြေဆိုရန်လွယ်ကူသောပြဿနာကိုသာလျှင်ကျေနပ်အောင်ဖြေဆို၍အဖြေရခတ်သောပြဿနာများကိုမူတရိษံတို့သည်လူသားတို့၏ဓလေ့ထုံးစံများကိုနားမလည်နိုင်ပြီးတကယ်သို့လူသားတို့သည်လည်းနတ်သားများ၏ဓလေ့ထုံးစံများကိုနားမလည်နိုင်အောင်ရှိမည်ဖြစ်၍မေးမြန်းတော်လဲအချီးနှီးများရှိမည်ဖြစ်ကြောင်းခက်ကြွားကြွားပြန်၍ပြောလိုက်လေသည်ထိုကလူရိုင်းဘရင်ကကျွန်တော်တို့၏တကိုးကိုပြရန်တောင်းပန်လာသောအခါကျွန်တော်ကနွားတကောင်ကိုတဲတွင်းသို့ဆောင်ယူစေခဲ့ပြီးနောက်အတောင်600ခန့်ဝေးသောအရက်မှတနက်ဖြင့်ချိန်၍ပြစ်လိုက်သဖြင့်နွားသည်မြေသို့လဲသွားသည်ကိုမြင်ကြရသောအခါလူ
လူရိုင်းဘရင်နှင့်တကွလူရိုင်းတေနာပတိအပေါင်းတို့သည်များစွာတုန်လှုပ်ခြင်းဖြစ်ကြလေကုန်သည်၎င်းတို့ကျွန်တော်တို့သည်အစဉ်အသင့်ယူဆောင်လာခဲ့သောမှန်ကလေးတစ်ချက်ကို၎င်းမှန်ဘလူးတစ်ခုကို၎င်းမှန်ပြောင်းကလေးတစ်ခုကို၎င်းနာယီကို၎င်းတစ်ခုပြီးတစ်ခုထပ်ဆင့်၍ပြရာလူရိုင်းဘရင်သည်ကျွန်တော်တို့၏တကိုးကိုကောင်းစွာယုံကြည်သဖြင့်အံ့ဩစွာနှင့်အယုအသေးပြုလေတော်သည်၎င်းတို့လူရိုင်းဘရင်သည်မိမိမူးမတ်တေနာပတိများအားထွက်သွားစေပြီးလျှင်လူရိုင်းမကလေးများကိုတွင်းခဲ့စေ၍အတီးအမှုတ်အကအမျိုးမျိုးတို့ဖြင့်ကျွန်တော်တို့အားဖျော်ဖြေဧည့်ခံလေသည်အကာပွဲပြီးလက်သောကျွန်တော်တို့အတီးသည်အားမိန်းကလေးတစ်ယောက်စီရွေးချယ်၍ယူစေရာကျွန်တော်ကနောင်လာမည့်ဘေးကိုတွေးမိသည်ဖြစ်သောကြောင့်နတ်တို့မြည်သည်မှာလူသားတို့နှင့်ဆက်ဆံခြင်းမရှိကြောင်းပြော၍ညှင်းဆန်လိုက်ရလေသည်မောင်ဘဆန်ကမူကားကြီးတဲ့မှတယောက်၏အပေါ်၌ဆွဲလန်းတက်ညှိခြင်းရှိသည်ဖြစ်၍ကျွန်တော်၏ညှင်းဆန်ခြင်းကိုမနှစ်သက်ပဲမားနှင့်ပတ်သက်၍အနှောက်အယှက်ဖြစ်တတ်ကြောင်းပြောပြသောအခါမှသာလျှင်အနိုင်နိုင်အောင်ဤ၍သဘောတူညီလေတော့သည်ထို့နောက်လူရိုင်းဘရင်သည်ကျွန်တော်တို့အားဧည့်ခံသည့်တာဝန်ကိုဂံဝနအားပေးထား၍ဂံဝနသည်လည်းကျွန်တော်တို့အားရခင်ကတဲသို့ခေါ်သွားပြီးလျှင်အိယာနေယာစသည်တို့ဖြင့်ကောင်းမွန်စွာပြင်ဆင်၍ပေးလေသည်ထိုချိန်ကသို့တိုင်အောင်မူအရာခသိန်းချောမောကောင်းမွန်စွာရှိသေးသည်ဖြစ်၍ဘေးအန္တရာယ်ကင်းဝေးလျက်ရှိချေသေးသည်တို့ရာတွင်၎င်းဘေးဥပတ်အန္တရာယ်သည်များစွာကွာလာတော့သည်တော့မဟုတ်ချေကျွန်တော်တို့ဒီဂံဝနာ၏တဲ၌နေထိုင်စဉ်၎င်းတိုင်းပြည်အကြောင်းကိုမေးမြန်းစုံစမ်းသဖြင့်သိရှိရသည်မှာဤတိုင်းပြည်ကိုယခုဘရင်မအုပ်ချုပ်မီ၎င်း၏နောင်တော်သည်ဘရင်ဖြစ်ခဲ့ကြောင်းတနေ့တနေ့ယခုဘရင်သည်မိမိနောင်တော်၏ထီးနှန်းစည်းစိမ်ကိုလှုပ်ကြံလိုသည်ဖြစ်၍မိမိနှင့်ချစ်ကျွမ်းဝင်သောအပေါင်းဖော်နောက်လိုက်နောက်ပါများကိုစုယုံခေါ်ငင်ပြီးလျှင်ဘရင်၏ထံအခါသားဝင်ရောက်ကြောင်း၎င်းတော်ညီတော်သည်ရုတ်တရက်ထား၍နောင်တော်ဘရင်ကိုပလင်ပေါ်မှဆွဲ၍ချပြီးလျှင်ဦးခေါင်းကို၎င်း၏တန်လျက်ဖြင့်ပင်ပိုင်းလိုက်ကြောင်း၎င်းတော်တတိုင်းပြည်လုံးအုပ်အုပ်ကြက်ကြက်ဖြစ်သွား၍မိဖုရားကြီးသည်၎င်းတည်င်းကိုကြားရသောအခါအသက်၈နှစ်ခန့်အရွယ်ရှိသောသားငယ်ကိုလက်ဆွဲပြီးလျှင်တိုင်းပြည်မှရုတ်တရက်ထွက်ပြေးသွားကြောင်း၎င်းတို့၏တည်င်းကိုယခုတိုင်မကြားရသည်ဖြစ်၍တေသည်ရှင်သည်ကိုမသိရကြောင်းနှင့်ပြောဆိုသောအခါကျွန်တော်ကထိုတငယ်ကိုယခုချိန်မှတွေးမြင်ခဲ့လျင်မိတို့သိနိုင်ရန်အမှတ်သားများပါရှိကြောင်းမေးမြန်းသောအခါ၌ထီးမွေနမ်းမွေကိုစက်ခံရမိဘရင်၏အသားကြီးမှန်သမျှခါမှမွေးနှကောင်ပတ်၍နေသည့်တံကိုဆေးနှက်ဖြင့်ထိုးထားကြောင်းထိုတငယ်မှလည်းဆေးထိုးပြီးဖြစ်၍ယခုအခါ၌အသက်20ကျော်30နီးပါးရှိတော်လဲ၎င်းအထိမ်းမှတ်ပါရှိရမည်ဖြစ်ကြောင်းပြောဆိုလေသည်ထိုတော်တွင်ကိုတူဝင်သည်မိမိညီတယောက်လာရောက်ဖူးသည့်အကြောင်းကိုစုံစမ်းမေးမြန်းရာ၎င်းတိုင်းပြည်သို့လွန်ခဲ့သည့်9နှစ်ကိုမဆိုထားပြီးဂံဝနာ၏တသက်ပတ်လုံးတစိမ့်တဦးတယောက်မျှလာရောက်ဖူးသည်မကြားဘူးကြောင်းပြောဆိုလေတော့သည်၎င်းတို့ဗဒများကြောက်များ၏အကြောင်းကိုမေးမြန်းပြန်ရာဤရွာနှင့်3တိုင်ခရီးကန်ဝေးကွာသောအရက်ဒေသ၌ထူးဆန်းသောတောင်ကောင်းကြီးတစ်ခုရှိ၍၎င်းတောင်ကောင်းကြီးတွင်ဘယင်းဦးကောင်း၌တက်ဆင်ရထားသောကြောက်နီမျိုးပေါင်းအမြောင်အများရှိသည်ဟု၍ကြားရဘူးကြောင်းခုအတွင်းသို့ဝင်ရန်နီလန်းကိုမူဘယင်းတပါးသာလျင်သိရှိကြောင်းနှင့်ဘယင်းမှတပါးလည်းတတ်တော်ဆောင်ဆုံးမကြီးသာလျင်သိကြောင်း၎င်းဆုံးမကြီးမှာဘယင်းအဆက်ဆက်ကိုမိခဲ့သည်ဖြစ်၍အသက်ပင်လျင်မြည်မြရှိသည်ဟုမြည်သူမျှမပြောနိုင်ကြောင်းနောက်တော်ဘယင်းကိုညီတော်ကလှုပ်ကြံသည့်အခါဆုံးမကြီးသည်ညီတော်ဘက်မှကူညီကြောင်းနှင့်၎င်းတောင်ခေါင်းတွင်သို့ဆုံးမကြီးတူသာလျင်ရောက်ဖူးကြောင်းများပြောဆိုသဖြင့်သိရှိရလေသည်နောက်တနေ့၌လူရိုင်းတို့သည်ဘယင်း၏တဲကြီးအနီး၌အဆောက်အအုံများဆောက်လုပ်ပြင်ဆင်လျက်ရှိကြလေရာကျွန်တော်တို့ကအကြောင်းကိစ္စကိုမေးမြန်းသည်တွင်နှက်ဖြန်သည်ကနှစ်စဉ်ပြုလုပ်မြဲဖြစ်သောပွဲကြီးကျင်းပမည်ဖြစ်ကြောင်းနှင့်၎င်းပွဲကြီး၌အရက်ရက်မှလူရိုင်းဘယင်း၏ကြေးကျွန်အားလုံးကိုစုဝေးပြီးလျင်ဆုံးမကြီးကတယောက်စီအနှံ့ခံ၍ကြည်ပြီးနောက်ဘယင်း၏ထီးနှန်းစည်းစိမ်ကိုလှုပ်ကြံမည်သူများကိုထုတ်နှုတ်ရွေးချယ်မည်ဖြစ်ကြောင်းဆုံးမကြီးသည်ဘယင်း၏ရန်သူကိုအနှံ့ခံ၍ကြည်ယုံများနှင့်သိရှိနိုင်သည်ဟုဘယင်းကယုံကြည်ကြောင်းနှင့်ရန်သူဖြစ်ကြောင်းဆုံးမကြီးကဆွဆွဲသောသူများကိုဘယင်းသည်စစ်ဆေးမေးမြန်းခြင်းမရှိဘဲထိုနေ့ထိုနေရာ၌ပင်တခါတည်းဦးခေါင်းကိုဖျက်၍တပ်ဖြတ်ကြောင်းပြောဆိုသည့်အခါကျွန်တော်တို့မှ၎င်းထုံးစံကိုမနှစ်သက်သည်ဖြစ်၍၎င်းပွဲသို့တွားရမည်ကိုစိုးရိမ်မကင်းဖြစ်ကြရလေတော့သည်ရင်းတို့စိုးရိမ်မကင်းဖြစ်ကြပါတော့လေကျွန်တော်တို့မှရှောင်လွဲခြင်းကမတတ်နိုင်သည်ဖြစ်၍ဘယင်းကိုယ်တိုင်ပင်ဖိတ်ခေါ်ငင်သည့်အတိုင်းနောက်တနေ့တွင်ဘယင်းရှေ့သို့ဝင်ကြရလေတော့သည်ဘယင်းတဲကြီးရှေ့၌ရှိသောနေရာကွက်လက်ကြီးတွင်လူပေါင်း3000ခန့်များနေထိုင်လောက်သောကနားဖြင်းကြီးတစ်ခုကိုသေးရွယ်တစ်ခတ်များဖြင့်စောက်လုပ်၍ထားလျာကျွန်တော်တို့အတွက်မှမူဘယင်းမြေပလင်အနီးတွင်မြင့်သောနေရာတစ်ခုကိုပြင်ဆင်၍ထားလေသည်
ကျွန်တော်တို့ဒီဂန်ဝနာနှင့်အတူမန်တပ်အတွင်းသို့ဝင်သွားကြသောအခါပရိသတ်အပေါင်းတို့မှာမြေပေါ်တွင်စုယုံကထိုင်နေကြပြီးဖြစ်လျာကျွန်တော်တို့အတွက်ပြင်ဆင်၍ထားသောနေရာ၌ထိုင်ကြပြီးနောက်ပရိသတ်ဦးရေကိုခံမှန်း၍ကြည်သည်တွင်အ ਨੇ ဆုံးအားဖြင့်3000ခန့်များရှိ၍လူလုံးလူတဲ့ထွားကြိုင်းကြီးမှသောယောက်ျားကြီးများသာလျှင်ဖြစ်ပေတော်သည်တခဏများကြာလျင်လူရိုင်းဘရင်သည်10ယောက်ခန့်များသောကိုရန်တော်များနှင့်မန်တပ်အတွင်းသို့ဝင်လာရာပရိသတ်တို့လည်းမြေ၌ဝစ်တွားကာရှိနေကြလေတော့သည်၎င်းနှင့်အတူအလွန်တရာအိုမင်းလာသောမိန်းမကြီးတယောက်သည်ခြေနှင့်မျက်နှာထိလူမတတ်ရှိအောင်ကုန်းခွာလျက်တောင်ဝှေးကိုဆွဲကင်ကပါလာသည်ဖြစ်ရာ၎င်းသည်မြေပလင်းအနီးတွင်ဝစ်တွားကာထိုင်နေလေသည်လူရိုင်းဘရင်လည်းပလင်၌ထိုင်မိလေလျင်ယနေ့သည်မိမိရန်သူများကိုတုတ်တင်မည်ဖြစ်သောနေ့ဖြစ်ကြောင်းကိုလေးနက်ရက်ဆက်သောအတန်ဖြင့်ပြောလိုက်သည့်အခါပရိသတ်အပေါင်းတို့လည်းတုန်လှုပ်သောမူရာဖြင့်တည်ငြိမ်စွာရှိနေကြတော့သည်၎င်းသောဘရင်ကဆုံးမကြီးအားမိမိဝိတရားကိုမထောက်မညာဆောင်ရွက်ရန်အမိန့်ပေးလိုက်သောအခါဆုံးမကြီးသည်ဝိလျက်ရှိရာမှထား၍တောင်ဝေးကိုကောင်းငင်ပေါ်သို့မြှောက်ပြီးလျင်ထိုမှအိမ်မှရှိန်ကရှုမကောင်းမြင်မကောင်းအောင်ကာခုန်လေသည်၎င်းသောစီတန်းကဝေတွားလျက်ရှိသောပရိသတ်များအနီးသို့တယောက်စီချင်းကပ်၍ခြေမှဦးကောင်းသို့တိုင်အောင်အနံ့ခံလျာရင်းခဲသို့အနံ့ခံသောလူတိုင်းသည်မျက်နှာပြဲ၍သွားပြီးနောက်ဆုံးမကြီးခွာ၍သွားသောအခါမှတက်ပြင်းချလျက်ရှိရကြတော့သည်ထိုကဲ့သို့ကားခုန်ရင်လူ90ကျော်ခန့်များအနှံ့ခံ၍ပြေးလက်သောဆုံးမကြီးသည်အသက်30အရွယ်ခန့်ရှိလူတစ်ယောက်ထံသို့ရောက်လာကမတင်ကားသောမူရာဖြင့်ရှေ့သို့တက်ချီနောက်သို့ဆုတ်ချီမျက်နှာကိုကောင်းကင်သို့မော့ချီမြေသို့ချချီပြုတ်လုပ်ပြီးနောက်တောင်ဝင်းနှင့်ထိုလူ၏ရင်ဘတ်ကိုတိုးလိုက်ရာထိုသူမှာထိတ်လန့်လှသည့်အမူအရာနှင့်မျက်နှာ၌သွေးများဆုပ်၍ဖြူဘက်ဖြူရောဖြစ်သွားလေသည်ရင်းသို့ပြုတ်လုပ်သည့်နှင့်တပြိုင်နက်ထိုသူအနီး၌ရှိသောလူနှစ်ယောက်တို့သည်ထိုသူ၏လက်နှစ်ဖက်ကိုတယောက်တစ်ဖက်စီကင်ဆွဲ၍ဘရင်၏ရှေ့သို့ခေါ်လာခဲ့ရာကိုရန်တော်တယောက်သည်ဘရင်ကလက်ပြလိုက်သည်ကိုမြင်သဖြင့်ထိုသူ၏လေပင်ကိုတန်လျက်ဖြင့်ပိုင်းလိုက်လေတော့သည်ထိုချင်းရာကိုတွေးမြင်ကြရသောအခါကျွန်တော်တို့မှာများစွာဆက်ဆုပ်တုန်လှုပ်ခြင်းဖြစ်ကြလျက်တယောက်၏မျက်နှာကိုတယောက်ကြည့်ကာရှိနေကြတော့သည်ထိုသူကိုစီရင်ပြီးနောက်ဆုံးမကြီးသည်ရှေးနီးတူကားခုန်လျက်ကြံသောပရိသတ်များကိုတယောက်စီအနှံ့ခံပြီးနောက်လူ20ခန့်တို့ကိုရှေးနီးတူဆွဆွဲ၍အာနာသားတို့ကရှေးနီးအတူပင်စီရင်လိုက်ကြလေတော့သည်နောက်ဆုံး၌ဆုံးမကြီးသည်ကျွန်တော်တို့ရှိရာသို့လာရောက်ပြီးလျင်ကျွန်တော်ကိုရှေးဥစွာအနှံ့ခံလျာကျွန်တော်မှာတရေဘောနဲလာတော်သူတယောက်မဟုတ်တော်ညာလေဆုံးမကြီးအနီး၌ရှိစဉ်အခါတွင်စပကြီးမွေ၏မျိုးချင်းကိုခံရတော့မဲ့ဆဲဆဲရှိနေသောသူ၏တုံလှုပ်ခြင်းကဲ့သို့တုံလုံးမိသည်မှာမှန်ပေသည်၎င်းတို့ကျွန်တော်ကိုကြော်လွန်၍ကိုဒူဝင်းအလှဲ့သို့ရောက်သောအခါကိုဒူဝင်းမှာအိမ်ကြီးကောင်းသောသူတယောက်ဖြစ်သည့်အားလျော်စွာတုံလှုပ်တော်လဲမတုံလှုပ်ရောင်ပြုလျက်ခပ်ပြုံးပြုံးမျက်နှာထားဖြင့်ဆက်လက်ကိုတောက်ကာရှိနေလေတော့သည်မောင်ပါဆန်၏အလှဲ့သို့ရောက်သောအခါ၌မူကားမောင်ပါဆန်သည်အားကိုးရမဲ့ဖြစ်သောမျက်နှာထားဖြင့်ကျွန်တော်တို့၏မျက်နှာများကိုလှမ်း၍ကြည့်ပြီးလျင်ကြောက်ရွံ့တွန့်ဆုတ်ခါရှိနေရှာလေသည်ဆုံးမကြီးသည်၎င်းကိုလည်းကြော်လွန်၍ပေါ်လူ၏အနီးသို့ရောက်သောအခါ၌အမှုအရာများပြောင်းလဲလျက်ရှေ့တိုးနောက်ငင်စုတ်ချီတက်ချီပြုလုပ်ပြန်လေသည်ထိုအချင်းရာကိုကျွန်တော်တို့တွေ့မြင်ကြရသောအခါများစွာစိုးရိမ်မကင်းဖြစ်ကြရသည်ဖြစ်ရာပေါ်လူကိုယ်တိုင်မှမူတက်တိကောင်းသောသူတယောက်ဖြစ်သည်နှင့်မတုံမလှုပ်လက်ပိုက်ခါခက်အေးအေးပင်ရှိနေလေတော့သည်ဆုံးမကြီးသည်ပေါ်လူကိုခြေဆုံးကောင်းဆုံးအနှံ့ခံ၍ကြည့်ပြီးနောက်အခြားသောသူများကိုဆွဆွဲသည့်ဤတူပေါ်လူ၏ရင်ဘတ်ကိုတောင်ဝေးဖြင့်တိုးလာရာအာနာသားနှစ်ယောက်တို့လည်းပေါ်လူကိုဆွဲငင်မိဟုထား၍လာကြသည်တွင်ကျွန်ုပ်လည်းထာယာမှရုတ်တရက်ထပြီးနောက်ပေါ်လူမှာကျွန်ုပ်တို့၏လူဖြစ်သောကြောင့်၎င်းကိုလက်ဖျားနှင့်တို့သူအားနေရာ၌ပင်ပွဲချင်းပြီးတေစေမိဟုပြောလျက်တနက်ဖြင့်ချိန်ရွယ်ထားလိုက်လေသည်ထိုအခါလူရိုင်းဘရင်ကလည်းနတ်သား၏တပည့်ဖြစ်စေလူသား၏တပည့်ဖြစ်စေမိမိရန်သူမှန်ခဲ့လျင်တိုက်ရမည်ဖြစ်ကြောင်းနှင့်ပြောဆိုသည်တွင်ကျွန်တော်တို့၄ဦးသည်ကြောချင်းကပ်၍ခုခံမည်ပြုကြသဖြင့်ပရိသတ်အားလုံးအုပ်အုပ်ကြက်ကြက်ဖြစ်၍သွားလေတော့သည်ထိုအခါအာနာသားတို့သည်လည်းအလုံးအရင်နှင့်လာရောက်၍ဖမ်းဆီးကြမည်ပြုသည်တွင်ကျွန်တော်တို့သည်ရှေ့ဆုံးကသူများကိုလက်နက်များဖြင့်ပစ်ခတ်လိုက်သဖြင့်လူရိုင်း၄ယောက်သည်ကြာဆုံးလေသည်၎င်းတို့ကြံလူရိုင်းတို့သည်အတင်းချင်းနှင့်ဝင်ရောက်ဖမ်းဆီးမည်ပြုသည်တွင်ပေါ်လူသည်မိမိခါးဝတ်ကိုရုတ်တရက်ချွတ်ပြီးနောက်ဆေးနှက်ဖြင့်ထိုးထားသောမွေရုပ်နှုတ်ကိုပြလျက်မိမိသည်ဘရင်၏သားတော်အစစ်ဖြစ်၍ဤတိုင်းပြည်ကြီးသည်မိမိတိုင်းပြည်ဖြစ်ကြောင်းမိမိဖခင်ကိုမတရားသဖြင့်တပ်ပြီး
ထီးနှန်းစည်းစိမ်ကိုလူယူထားသောဘာတွေကိုလက်စားချေရန်လာရောက်ခြင်းဖြစ်ကြောင်းတို့ဖြစ်၍မှန်သောဘရင်စစ်၏သားကိုချစ်ခင်သောပြည်သားကောင်းတို့သည်မိမိဘက်သို့လိုက်ပါ၍အကိုကိုတတ်သောဘရင်ရုပ်ကိုထီးနှန်းမှချကြရမည်ဖြစ်ကြောင်းနှင့်အော်ဟစ်ခါပြောဆိုသည်တွင်ပရိသတ်တို့သည်နှစ်ဖွဲ့ကွဲပြီးနောက်လူရိုင်းဘရင်၏နောက်သို့တဝက်ပေါလု၏နောက်သို့တဝက်လိုက်ပါကြလေကုန်သည်၎င်းတို့ကျွန်တော်တို့လူစုနှင့်ပေါလုသည်နောက်ပါလူရိုင်းစစ်သားများကိုစုယုံခေါ်ငင်ပြီးလျှင်ဘရင်၏နန်းတော်နှင့်ခရီးနှစ်မိုင်ခန့်ကွာဝေးသောအရက်ရှိတောင်ပူစာတစ်ခု၌စီးဝေးတိုင်ပင်ကြလေသည်ကျွန်တော်တို့လူစုမှာ1000ခန့်မျှရှိသည်ဖြစ်ရာလူရိုင်းဘရင်သည်စစ်သားပေါင်း3000ထက်မနည်းစုဆောင်းနိုင်သည်ဖြစ်၍ရှင်ပြိုင်တိုက်ခိုက်ရန်အတော်ပင်ခဲရင်းသည်မှန်တော်လဲပေါလုကမှန်သောအမှုကိုပြုသောသူဘက်ကိုနတ်တရားများသည်အမှန်မုတ်ချကူညီမည်ဖြစ်ကြောင်း၎င်းအပြင်လူရိုင်းဘရင်သည်လူအရေအတွက်များပြားသည်ကိုအားထား၍မိမိတို့အားဤအရက်သို့လာရောက်တိုက်ခိုက်ခဲ့ပါမူမိမိတို့သည်တောင်ပူစာပေါ်မှခုခံနိုင်မည်ဖြစ်၍အမြင့်နှင့်အနှိမ်ဖြစ်တာကြောင့်လူဦးရေပင်နဲတော်လဲပမာဏမပြုတ်လောက်ကြောင်းကျွန်တော်တို့မှမူ၎င်းအားကူညီတိုက်ခိုက်သဖြင့်ထမြောက်အောင်မြင်ခဲ့ပါလျင်ကျွန်တော်တို့လိုရှိသောပထမများကြောက်နေများကိုဤပြည်မှလိုတလောက်တဲပိုးယူငင်၍တွားနိုင်ကြောင်းပြောဆိုလေသည်ထိုအခါကျွန်တော်တို့မှာပထမများကြောက်များရသည်မရသည်ကိုအပထား၍ဤကိစ္စမပြီးစီးပဲ၎င်းတိုင်းပြည်မှမြည်သည့်နည်းနှင့်မျှပြန်နိုင်ရန်မရှိသည်ဖြစ်တာကြောင့်စွမ်းအားရှိသမျှကူညီရန်ဂရုထားကြရလေတော့သည်ထို့နောက်ကျွန်တော်တို့သည်စစ်တိုက်ရန်အတွက်ပြင်ဆင်ကြလေရာတောင်ပူစာခြေရင်းမှသည်ထိတ်သို့တိုင်အောင်မြေကရုတ်များကိုတဆင်ပြီးလျင်တဆင်အထက်ထက်ပြင်ဆင်တူးဆွဆောက်လုပ်ကြပြီးနောက်လူဦးရေကို၄စုခွဲ၍တစုလျင်မြေကရုတ်တစ်ခု၏နောက်မှခွဲခွာဆောင်ဆိုင်ကရှိနေကြလေသည်၎င်း၄စုမှာအမြင့်တစုစီခွဲဝေ၍စောင့်ရခြင်းဖြစ်ရလျာအောက်ဆုံးအဆင့်၌ကိုတူဝင်ကအုပ်ချုပ်၍၎င်းဒုတိယအဆင့်၌ကျွန်တော်ကအုပ်ချုပ်၍၎င်းတတိယအဆင့်တွင်မောင်ဘာဆန်က၎င်းအထက်ဆုံးဖြစ်သောသရုဒ္ဓအဆင့်တွင်ပေါလုကိုယ်တိုင်အုပ်ချုပ်၍အသီးသီးတာဝန်ခွဲဝေဆောင်ဆိုင်လျက်ရှိနေကြတော့သည်နောက်တနေ့နက်အာယုံတက်သည်နှင့်တပြိုင်နက်လူရိုင်းဘရင်နှင့်တကွာစစ်သားတို့သည်အလုံးအရင်းနှင့်ချီတက်၍လာကြလေရာအရေးအတွက်မှမူကား3000ကျော်ခန့်မြပင်ရှိလေရာတောင်ချေရင်သို့ရောက်သည့်နှင့်တပြိုင်နက်ကိုတူဝင်းလက်အောက်၌ရှိသောလူရိုင်း250တို့သည်မြေကရုံများ၏နောက်မှနေ၍လေးများဖြင့်တညီတညာတည်းပြစ်ခတ်ကြလေတော့သည်လူရိုင်းဘရင်၏စစ်တပ်ကလည်းလေးများဖြင့်ပြန်၍ပြစ်ခတ်ကြလေသည်ကျွန်တော်၏လက်အောက်ရှိစစ်သားများကလည်းဒုတိယမြေကရုံ၏နောက်မှပုံကွယ်၍ကိုတူဝင်းလူအုပ်ကိုကြော်လွန်ပြီးလျှင်ဘရင်၏စစ်တပ်စီသို့လေးများဖြင့်ကူညီပြစ်ခတ်ကြသည်ရန်သူ၏များတို့မှမူကားမြေကရုတ်ခံနေသည့်အတွက်ကျွန်တော်တို့အားမထိမမှန်နိုင်မဲရှိရာကျွန်တော်တို့ဘက်ကများချက်များမှမူရန်သူဘက်၌လူ300ထက်မနည်းဒဏ်ရာရရှိကြလေသည်တို့ရတွင်လူရိုင်းတို့သည်တက်တီကောင်သောလူများဖြစ်ကြသောကြောင့်စုပ်ဆိုင်ခြင်းမရှိပေမြေကရုတ်တို့ရောက်အောင်အတင်းပြေးလွှာဝင်ရောက်တိုက်ခိုက်ကြလေရာကိုတူဝင်းလူစုကလည်းမြေကရုတ်၏နောက်တွင်ဓာပစိန်အစရှိသည့်လက်နက်တို့ဖြင့်ခုခံတိုက်ခိုက်ကြလေသည်တို့ရတွင်မြေကရုတ်ကိုကာကွယ်ပြု၍တိုက်ခိုက်ရတော့လေလူဦးရေမမျှတသည်ဖြစ်တာကြောင့်ကိုတူဝင်းလူစုသည်နောက်ဆုံးတွင်တော့မြေကရုတ်ကိုစွန့်ခွာခဲ့ရပြီးလျှင်ကျွန်တော်တို့ရှိရာသို့ပြေးလွှာဆုတ်ခွာခဲ့ရလေသည်ရန်သူတို့လည်း၎င်းတို့၏နောက်မှချင်းနှင်းလိုက်ပါလာခဲ့ပြန်ရာဒုတိယအဆင့်တွင်ရှိသောကျွန်တော်တို့လူစုက၎င်းတတိယအဆင့်တွင်ရှိသောမောင်ဘာဆန်တို့လူစုက၎င်းလေးများဖြင့်ပြစ်ခတ်ကြသည်ဖြစ်တာကြောင့်လူရိုင်းဘရင်ဘက်မှလူရိုင်းအမြောက်အများပင်ကြာဆုံးကြလေတော့သည်ဒုတိယမြေကရုံ၌လူချင်းပေါင်းပြီးကြပြန်လျင်ကျွန်တော်တို့သည်ရန်သူများကိုခုခံတိုက်ခိုက်ကြပြန်ရာမြေကရုံ၏ကျေးဇူးကြောင့်ကျွန်တော်တို့ဘက်မှအနည်းငယ်မျှသာကြာဆုံး၍ရန်သူဘက်မှမူကားအမြောက်အများကြာဆုံးလေသည်တို့ရတွင်တက်တီကောင်းသောလူဦးရေအမြောက်အများကိုလူဦးရေအနည်းငယ်ကကြာရှည်စွာခုခံခြင်းကမတတ်နိုင်အောင်ရှိလျာကကျွန်တော်တို့သည်တတိယမြေကရုံသို့ဆုတ်ခွာပြေးသွားကြရပြန်လေသည်ရန်သူများကချင်းနှင်းလိုက်လံသောအခါ၌ကတတိယအဆင့်ကလူများနှင့်သရုပ်အဆင့်ကလူများကလေးများဖြင့်ပြစ်ခတ်တားဆီးကြပြန်လေသည်ရင်းကဲ့သို့တစ်ဆင့်မှတစ်ဆင့်ဆုတ်ခွာခဲ့ကြ၍သရုပ်အဆင့်သို့ရောက်သောအခါ၌မူကျွန်တော်တို့ဘက်မှလူပေါင်း600ခန့်များကြန့်ရှိ၍ရန်သူတို့ဘက်မှလူ1000ခန့်များသာလျှင်ကြန့်ရှိလေတော့သည်ထိုအဆင့်သည်ကနောက်ဆုံးအဆင့်ဖြစ်၍ဆုတ်ခွာရန်မရှိတော့သည့်အပြင်လူဦးရေမှလည်းအစမတန်ကွာခြားခြင်းမရှိတော့သည့်ဖြစ်တာကြောင့်ပေါလုနှင့်တကွကျွန်တော်တို့လူစုသည်လူရိုင်းများကိုအော်ဟစ်ခါအားပေးလျက်ကျွန်တော်တို့ကိုယ်တိုင်ကလည်းရှေ့ဆုံးမှနေ၍အစင်သင့်ရာလက်နက်အမျိုးမျိုးတို့နဲ့ခုခံတိုက်ခိုက်ကြသည်တွင်လူရိုင်းတို့သည်နှစ်ကြိမ်တိုင်တက်လှန့်၍သွားလေတော့သည်တို့ရတွင်လူရိုင်းဘရင်သည်တတိအထူးကောင်းမွန်သောသူတစ်ယောက်ဖြစ်သည့်အတိုင်း
သူ၏စစ်သားများကိုမြည်တွန်တောက်တီးချီးမြှောက်ခြောက်လန့်၍မျိုးမျိုးသောစကားပရိယေတို့ဖြင့်စူယုံခေါငင်ပြီးလျင်တပံတုံ့ပြန်တိုက်ခိုက်ကြလေရာဤအကြိမ်ဒီကနောက်ဆုံးသောအကြိမ်တိုက်ခိုက်ရခြင်းပေသည်ဟုနှစ်ဦးနှစ်ဖက်ထိရှိကြဟန်လက္ခဏာရှိပေသည်ကျွန်တော်တို့နှင့်ပေါလုကလည်းစကားဖြင့်အားပေးယုံများမကဘေးအန္တရာယ်မထူထပ်မရှုပ်ထွေးသောနေရာကိုရွေးချယ်၍ရှေ့ဆုံးမှတက်ပြီးလျင်ရွရွချွန်ချွန်ခုခံတိုက်ခိုက်ကြလေရာနောက်ပါတပည့်တို့ကလည်းကျွန်တော်တို့ရဲ့အမူအရာကိုမြင်ကြသဖြင့်အားတက်တရောသူရောငါပါထွေးလုံးကတပ်ပုတ်ထိုးခုတ်ကြလေတော့သည်ရန်သူတို့ဘက်မှလည်းဘရင်ကိုယ်တိုင်ရှေ့ဆောင်ပြု၍မြေကတုပ်တစ်လျှောက်အမျိုးမျိုးသောနေရာတို့မှတညီတညာတဲ့ဝိုင်းအောင်ကတိုက်ခိုက်ကြလေသည်ထိုတော်တွင်တွင်ထိုးတန်ခုတ်တန်ပြစ်တန်ခတ်တန်အော်ဟစ်တန်ညဉ်းညူတန်တို့သည်လည်းရှေးကထက်အစများစွာပိုမိုစူညံစွာရှိခဲ့လေသည်ရင်းကဲ့သို့နှစ်ဖက်စလုံးအရှုံးမပေးဟု၍မဲမဲတဲတဲခဲခဲကြိတ်ကြိတ်တိုက်ခိုက်ကြသဖြင့်တနာရီခန့်မျှကြာလေလျင်ဘရင်၏စစ်တပ်နှင့်ကျွန်တော်တို့၏စစ်တပ်သည်လူဦးရေချင်းညီမျှတကဲ့သို့ရှိခဲ့ရာထိုအချိန်ခါမှစ၍ကျွန်တော်တို့၏ဗတ်သားများသည်အားတက်တည်တက်အားတက်ကြပြီးလျင်ရဲဝံစွန်စွာထိုးခုတ်တပ်ပုတ်ကြလေရာနောက်ဆုံးတွင်တော့ကျွန်တော်တို့ဘက်မှစစ်သား100ခန့်မျှကြန့်ရှိ၍လူရိုင်းဘရင်ဘက်တွင်မူ30ခန့်မျှသာကြံတော့သည်ဖြစ်တာကြောင့်ဆက်လက်ရှင်ပြိုင်တိုက်ခိုက်ခြင်းကမတတ်နိုင်ပဲကစင်ကလျာတကွဲတပြားစီထွက်ပြေးကြလေတော့သည်ထိုအခါတွင်မှကျွန်တော်တို့မှအနိုင်ရ၍မြေသူမြီဝါကြံရှိသေးသည်ကိုတွေးဆုံရေးတွက်ကြသည်တွင်ကံအားလျော်စွာကျွန်တော်နှင့်တကွကိုတူဝွန်မောင်ပါဆန်ပေါလူတို့မှမကြီးကျယ်လှသောဒဏ်ရာအနှဲငယ်မှတပါတဦးတယောက်မှကြာဆုံးခြင်းမရှိခဲ့ပေလူရိုင်းတို့မှမူနှစ်ဖက်စလုံးတုံးလုံးပက်လက်ခွက်လန်အောင်ကြာဆုံးသည်ဖြစ်၍သွေးတို့မှတောင်ပေါ်မှတောင်အောက်သို့ချောင်းစီးမတက်ရှိနေခဲ့လေတော့သည်ကျွန်တော်တို့သည်စစ်ပွဲကိုအောင်မြင်ပြီးဖြစ်၍ထီးနှန်းကိုမြည်တို့သိမ်းပိုက်ရမည်အကြောင်းစီမံလျက်ရှိကြစဉ်တွင်လူရိုင်းတယောက်သည်တောင်အောက်မှပြေးတက်လာ၍ခြေပြလက်ပြပြုသဖြင့်ကြည့်ရှုသည်တွင်ထိုသူသည်အခြားမဟုတ်ဘဲလူရိုင်းဘရင်ပင်ဖြစ်ကြောင်းသိရှိရလေတော့သည်၎င်းနောက်ဘရင်ဟောင်းကမိမိသည်စစ်သားများညံဖြင်းသည့်အတွက်ကြောင့်စစ်ပွဲဆုံးရှုံးရသည်မှန်တော်လဲအသက်မသေးသေးသည်ဖြစ်၍အရှုံးမပေးနိုင်ကြောင်းမိမိ၏ထီလန်းကိုလူယူလိုသောပေါလုနှင့်တယောက်ချင်းတိုက်ခိုက်လိုကြောင်းကြိမ်ဝါလေတော့သည်ထိုအခါပေါလုကမိမိသည်သူယုံမှနှင့်ရှင်ပြိုင်တိုက်ခိုက်မည်ဆိုသောဂုံတရေညှိုးနွမ်းပွဲရှိသည်မှန်တော်လဲဖခင်တို့ကိုယ်တိုင်လက်စားချေခွင်ကြုံကြိုက်သည်ဖြစ်တာကြောင့်များစွာဝမ်းမြောက်ကြောင်းပြောဆို၍တိုက်ခိုက်ရန်လက်နက်များကိုပြင်ဆင်လေတော့သည်ကျွန်တော်တို့ကစစ်ပွဲတွင်နိုင်ပြီးမှအသက်ကိုအချီးနှီးစွန့်စားရန်မထိုက်ကြောင်းပြောဆိုတော်လဲပေါလုသည်စုပ်ဆိုင်ခြင်းမရှိဘဲမိမိလူများအားတိုက်ခိုက်ရန်မြေပြင်တလင်းကိုရှင်းလင်းတုတ်တင်စေလေသည်ထိုအချိန်သည်ကညနေခင်းအချိန်ဖြစ်ရာကဘရင်အဟောင်းနှင့်ပေါလုတို့သည်လက်နက်ကိုအသီးသီးကင်ဆွဲလျက်မျက်နှာချင်းဆိုင်စစ်တလင်းပေါ်တွင်ရပ်၍တယောက်၏မျက်နှာကိုတယောက်ဆေးဆေးကြည့်လျက်ရှိကြစဉ်နှစ်ယောက်စလုံးသောသူတို့မှာအရက်အမောင်း၏ထွားကြိုင်ခြင်းကြန့်ခိုင်တန်မာသောကိုလက်အင်္ကာနှင့်ပြည့်စုံခြင်းတယောက်ကိုတယောက်တရားတတ်မြည်ဟုသောစိတ်တော်၏ခတ်ထန်တင်းမာခြင်းထိုးခုတ်တပ်ပုတ်ခြင်းအရာ၌အထူးသဖြင့်ကျွမ်းကျင်ခြင်းအစရှိသောဂုံအချင်းရာတို့နှင့်အသီးသီးပြည့်စုံကြသည်ဖြစ်၍အလွန်လျင်တင့်တော်သောတပ်ဖော်တပ်ဖက်နှစ်ဦးပေတည်းဟု၍ကျွန်တော်တို့၏စိတ်၌ထင်မှတ်မိလေသည်။မျက်နှာချင်းဆိုင်၍စိတ်စိတ်ကြည့်ကြပြီးနောက်ငါးပိတ်တာခန့်ရှိသောပစိန်ကြီးများကိုဦးခေါင်းပေါ်သို့တင်လျက်တယောက်သည်တယောက်အားလှဲပတ်ကာတိုင်းခွက်ကြနေပြီးလျင်ခြေလန်းအမားကို6လန့်ချောင်းမြောင်းကရှိနေကြတော့သည်ရင်းတို့ရှိရာမှပေါ်လူသည်တဟုန်နဲ့ခုံအုပ်ချင်းကပ်၍ဘရင်ဦးခေါင်းကိုပစိန်ဖြင့်ခုတ်လိုက်ရာဘရင်ကနဘေးသို့ခြေတလန်းမျှတိမ့်လိုက်သည်နှင့်ပစိန်သွားသည်ဦးခေါင်းနှင့်လက်3တစ်ခန့်လွဲ၍သွားလေသည်ရင်းတို့ဖြစ်လျင်ပေါ်လူသည်ချိန်ရွယ်ရာသို့မခုံမိသဖြင့်အားလွန်၍ဟန်ပြတ်သွားသည်တွင်ဘရင်သည်မိမိ၏ပစိန်ကိုမြောက်ပြီးနောက်ပေါ်လူ၏လေကုပ်ကိုခုတ်ချလိုက်လေတော့သည်တို့ရာတွင်ပေါ်လူသည်ရှောင်းတိန်ခြင်းကမတတ်နိုင်တော့လဲမိမိပစိန်ကိုမြှောက်၍ခံလိုက်ရာပစိန်နှစ်ခုတို့သည်ပြင်းထန်စွာတိုက်ခိုက်မိကြသည်ဖြစ်၍မီးပွားများပွင့်ထွက်သွားတော့သည်နောက်တစ်ချက်မှမူကားပေါ်လူကဥအောင်ခုတ်ပြန်လေရာဘရင်ကလည်းပစိန်ဖြင့်ပင်မြှောက်၍ခံလိုက်လေသည်ထို့နောက်မူကားထိုသူနှစ်ဦးတို့သည်ရက်ဆိုင်ခြင်းမရှိဘဲတဦးကိုတူလှင်မြန်စွာအပြန်လှန်ခုတ်ထစ်ကြလေရာတဦးသည်တူ၏ပစိန်ကိုပစိန်ချင်းခံ၍လူပါတိန်းရှောင်၍၎င်းမထိမခိုက်အောင်တိန်းရှောင်နိုင်ခဲ့ကြလေသည်ဆောင်၍ကြည်နေသူလူရိုင်းတို့လည်းစူညံစွာဟစ်အော်၍အားပေးကြလေရာပေါ်လူသည်ရှေးကထက်အားအင်ထုတ်၍ပြင်းထန်စွာခုတ်လိုက်သောအခါဘရင်သည်ပစိန်နှင့်ကာကွယ်ပါတော့လဲမိမိရရမကာကွယ်မိသည်ဖြစ်၍ပေါ်လူ၏ပစိန်ချက်သည်အယိုးမှချော်ပြီးလျင်ဘရင်၏ပခုံးကိုရှသွားလေတော့သည်ထိုအခါဘရင်သည်နာကျင်သောဝေဒနာကြောင့်အမျက်ပြင်းစွာထွက်ပြီးလျင်
အရင်ကအချက်များထက်နှစ်ဆမကပြင်းထန်သောပစိန်ချက်ဖြင့်ပေါလု၏ငယ်ရိတ်တက်တဲ့ကိုချိန်၍ခုတ်လိုက်ရာပေါလုသည်ပစိန်ကိုမြှောက်ခါကာကွယ်လိုက်လေသည်တို့ရတွင်ဘရင်၏ပစိန်သွားသည်ပေါလု၏ပစိန်ရိုးပေါ်သို့ကျသွားသည်ဖြစ်တာကြောင့်ပစိန်ရိုးသည်နှစ်ပိုင်းပြတ်ပြီးလျှင်ပေါလုမှာပစိန်မရှိတမိုက်ခန့်အတူလေးကိုသာစုပ်ကိုင်လျက်ကြံရစ်လေတော့သည်ထိုအခါလူရိုင်းဘရင်သည်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးလျှင်မိမိပြုကျင်တိုင်းပြုရချေတော်မူဟုပစိန်ကိုမြောက်လျက်အတင်းချင်းနှင်းဝင်ရောက်လေရာကျွန်တော်တို့မှာပေါလုသည်ကပြီးရှာချေတော်မူဟု၍မကြည်ဝင့်အောင်ရှိနေကြလေတော့သည်တို့ရတွင်ပေါလုသည်မိမိအားခုတ်လိုက်သောပစိန်ချက်ကိုငုံရှိုးကာရှောင်ပြီးလျှင်ဘရင်ဤခါကိုအတင်းဝင်၍ဖက်လေတော့သည်ဘရင်လည်းနောက်ထပ်ကိုခုတ်ထရန်အချက်မပေါ်ပေါက်နိုင်အောင်ရှိနေရကပစိန်ကိုလွှတ်၍ချပြီးလျှင်ပေါလု၏လေပင်ကိုညှစ်လေရာလူနှစ်ယောက်သည်သူတစ်ပြန်ငါတစ်ပြန်အားတန်ရာဘက်သို့ရင်းရိုင်လျက်သူကြမိကဲ့သို့၎င်းငါကြမိကဲ့သို့၎င်းရှိနေကြလေသည်နောက်တစ်ခဏ၌ပေါလုသည်ဘရင်၏ခါကိုစီစီပအောင်ဖတ်ပြီးလျှင်ကိုင်၍ပေါက်လိုက်ရာဘရင်ကလည်းပေါလုအားဖတ်ထားသည်ဖြစ်တာကြောင့်နှစ်ဦးစလုံးတို့သည်မြေပေါ်၌ဒလိန်ကောက်ကိုကျသွားကြလေတော့သည်ထိုခဏ၌ပေါလုမှာပစိန်ကိုခြေကန်မိသည်ဖြစ်၍လက်နှင့်မိအောင်ဆုပ်ယူပြီးလျှင်လက်တွင်းသို့ရောက်သည့်နှင့်တပြိုင်နက်ရုံးဖဲ့ကန်ကြောက်၍မြေမှလူးလဲထားသဖြင့်နှစ်ဦးကွဲ၍သွားလေတော့သည်ထိုခါ၌ကပေါလု၌သာလျှင်လက်နက်ရှိတော်သည်ဖြစ်၍ဘရင်မှမူကားအားကိုးရမဲ့ရှိနေလေရာပေါလုသည်လက်ဝဲလက်ရာစသည်ဖြင့်တောင်ယောင်ယောင်မြောက်ယောင်ယောင်ချောင်းလန့်ပြီးလျှင်ဘရင်၏လေပင်ကိုခုတ်ပိုင်းလိုက်လေတော့သည်ထိုအခါလူရိုင်းဘရင်၏ဦးကောင်းသည်ကိုမလွင့်စင်၍သွားပြီးလျှင်အုံသည်တပွဲကျွန်တော်တို့ရှိရာသို့လိမ့်၍လာလေရာကိုမမူကားမလဲမပြုတ်ပဲတခဏမျှတီနေ၍သွေးငေါက်တောက်ပန်းကထွက်ပြီးမှထမ်းပင်ကဲ့သို့ဘိုင်းငနေလဲသွားလေတော့သည်ထိုအခါလူရိုင်းတို့လည်းလက်ခုပ်လက်ဝါးတီးကစူညံစွာအားပေးကြလေကုန်သည်၎င်းတော့ကျွန်တော်တို့သည်ရှိသမျှလူရိုင်းများကိုစုယုံခေါ်ငင်ခဲ့ပြီးလျှင်ဘရင်ထီးနှန်းစိုက်ထူရာရွာကြီးသို့ပြန်လာ၍ပေါလုသည်လူရိုင်းတို့၏ထုံးစံအတိုင်းအောင်ပွဲကြီးကျင်းပလေသည်ပေါလုကိုနန်းတင်၍ပြည်သည့်နောက်3 ရက်မြောက်သောနေ့တွင်ကျွန်တော်တို့သည်ဗဒများရှိရာဂူကြီးသို့တွားရောက်ရန်ပြင်ဆင်ကြလေရာဂူကြီး၏တကားမှာပြုတ်ဝတ်သောဆက်ခလုံးများဖြင့်ပိတ်ထားသည်ဖြစ်၍၎င်းကိုဖွင့်ပြီးမှရခင်ဆုံးမကြီးတူသာလျှင်သိရှိလေသည်တို့ဖြစ်၍ပေါလုကဆုံးမကြီးအားတကားဖွင့်ဤကိုကျွန်တော်တို့အားလိုက်၍ပြပါမူအသက်မှချမ်းသာပေးမည်ဟုပြောသည်တွင်ဆုံးမကြီးလည်းလိုက်၍ပြရန်သဘောတူညီလေတော့သည်တို့ရတွင်ပေါလုကိုယ်တိုင်မှမူတိုင်းပြည်အုပ်ချုပ်မှုနှင့်ဆက်လျင်း၍စီမံရန်ကိစ္စများရှိသည်ဖြစ်တာကြောင့်မလိုက်ပါနိုင်ပဲယုံကြည်လောက်သောလူရိုင်း4 ယောက်ကိုသာလျှင်ကျွန်တော်တို့နှင့်ထည့်လိုက်လေသည်စတုထနေ့၌ကျွန်တော်တို့သည်ဆုံးမကြီးနှင့်အတူလူရိုင်း4 ယောက်တို့ပါဗဒများစခန်းသို့တွားရောက်ကြလေရာတောင်ပူစာသို့ရောက်သောအခါဆုံးမကြီးကမင်းဆက်ဆက်မြောက်သောအခါလူရိုင်းများမှာဘယ်သောအခါမှဝင်ခွင့်မရဘူးသည်ဖြစ်တာကြောင့်လူရိုင်း4 ယောက်ကိုတောင်အောက်မှစောင့်ဆိုင်နေကြရန်ပြောလေသည်ကျွန်တော်တို့ကလည်း3 ယောက်ပင်ဖြစ်တာကြောင့်ဆုံးမအိုကြီးတယောက်ကိုကြောက်ရွံ့ပွဲမရှိဟု၍အောင်းမေ့ပြီးလျင်လူရိုင်းများကိုထားခဲ့ပြီးဆုံးမကြီးနှင့်အတူတောင်ပေါ်သို့တက်ခဲ့ကြလေတော့သည်လူတယောက်သာလျှင်သွားနိုင်တဲ့လမ်းငယ်မှကျွန်တော်တို့သည်ရန်ဖန်ရန်ကားဆုံးမကြီးကိုတွဲထူလျက်တက်လာခဲ့ကြပြီးတခုသောတောင်ကမ်းပါးရန်သို့ရောက်ကြသောအခါလမ်းသည်ရုတ်တရက်ဆုံး၍သွားပြီးလျင်ရှေ့တက်တဲ့တွင်ကကြောက်ဆောင်ကြီးအတီခံလျက်ရှိလေတော့သည်၎င်းကြောက်ဆောင်ကိုမူကြော်ထွက်ရန်လမ်းကမမြင်ထွင်းဖောက်၍သွားနိုင်ရန်လည်းလမ်းမရှိသည်ဖြစ်တာကြောင့်လမ်းမားနေသလိုဟုဆုံးမကြီးအားမေးမြန်းရာဆုံးမကြီးကရေမောကဖြင့်လမ်းမမားကြောင်းပြန်ပြောလေသည်၎င်းတော့ခဏမျှအမောပန်းဖြေကြသောဆုံးမကြီးသည်ကျွန်တော်တို့အားဤအရက်မှခိတ္တမျှဆောင်ဆိုင်နေရန်မှားသွားပြီးနောက်တခုသောကြောက်စွန်းကိုတွေ့၍ပျောက်သွားလေတော့သည်တခဏမျှကြာလျင်မိုးချင်းတန်ကဲ့သို့အတန်ကြီးကိုကြားရောက်ပြီးနောက်ကွဲရာမရှိစင်းကြောဖြစ်၍နေသောကြောက်ဆောင်ကြီးသည်အောက်ခြေမှဟ၍လာပြီးလျင်တဖြည်းဖြည်းတရွေ့၍ကျဲသည်ထက်ကျဲလာခဲ့၍နောက်ဆုံးတွင်တော့လူတယောက်သွားတာယုံများကျဲဝင်ပြီး6 ပေခန့်အမြင့်ရှိသောအပေါက်တစ်ခုဖြစ်ပေါ်လာခဲ့လေသည်ကျွန်တော်တို့သည်ထိုအချင်းအရာကိုအံ့ဩစွာကြည့်နေကြစဉ်ဆုံးမကြီးသည်ကြောက်စွန်း၏အခြားတစ်ဖက်မှပြန်လာခဲ့၍တတ္တိကောင်းသောသူများမှန်ခဲ့လျင်ဤကူပေါင်းမှအတွင်းသို့ဝင်ကြရန်ပြောဆိုလေသည်ထိုအခါကျွန်တော်ကတတ္တိကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဆုံးမကြီးကရှေ့မှဝင်လျင်နောက်မှလိုက်ကြမည်ဖြစ်ကြောင်းပြောဆိုသည်တွင်ဆုံးမကြီးသည်ကျွန်တော်ကိုမျက်စောင်းထိုး၍ရှေ့မှဝင်သွားသဖြင့်ကျွန်တော်တို့လည်းနောက်မှဝင်၍လိုက်ခဲ့ကြလေတော့သည်အတွင်းသို့ရောက်သည်နှင့်တပြိုင်နက်မှောင်နှင့်မဲမဲရှိနေသည်ဖြစ်၍
အသင့်ဆောင်ယူခဲ့သောမိအိမ်ကိုထွန်းညှိကြရလေတော့သည်ကျွန်တော်တို့ဝင်သွားကြရသောလမ်းမှာကြောက်ဆောင်များကိုကောင်းမွန်စွာဖောက်ထွင်း၍ထားရခြင်းဖြစ်တာကြောင့်အလွန်တရာကျင်းမြောင်း၍လူတစ်ယောက်မလွတ်တလွတ်ရှိလျာကျွန်တော်ဒီဆုံးမကြီးနောက်ကနေမိကွက်ကိုကင်လျက်တဖြည်းဖြည်းရှောက်သွားကြလေသည်အနေငယ်သွားမိလျင်လက်ဝဲဘက်ချိုးသောလမ်းကို၎င်းလက်ရဘက်ချိုးသောလမ်းကို၎င်းအကြိမ်ကြိမ်ပန်ပန်ကွေ့ကောက်ချိုးဝင်ကသွားကြပြီးနောက်ကျွန်တော်တို့ဒီတခုသောအခန်းငယ်သို့ရောက်ကြလေတော့သည်အခန်းဝါသို့ရောက်သောအခါဆုံးမကြီးကအတွင်းသို့လက်ညှိုးညွှန်လျက်အလိုရှိသမျှယူကြချေဟုပြသလျက်ကျွန်တော်တို့သည်မိကွက်ကိုကင်လျက်အခန်းတွင်သို့ဝင်သွားကြလေသည်အခန်း၏တခုသောတောင်း၌ကကြောက်တစ်တာကြီး၃လုံးရှိရာတစ်လုံးမှာပွင့်လျက်နှလုံးမှာအဖုံးနှင့်ကောင်းစွာဖုံးလျက်ရှိနေသည်ကျွန်တော်တို့သည်အနီးတွင်ချင်းကပ်၍ပွင့်နေသောတစ်တာကိုအတွင်းသို့ငုံကြည့်တဲ့အခါလက်မောင်းကန့်မြလုံးပတ်ရှိ၍တရောင်ခန့်မြရှိလျက်သောတတ်ထူချောင်းများကိုတွေ့ရှိရလေသည်၎င်းတို့ကိုပုတ်တက်၍ကြည့်သောအခါဖွေးဖွေးဖြူ၍လာသည်ဖြစ်တာကြောင့်ဘော်ချောင်းကြီးများဖြစ်ကြောင်းသိရှိရလေတော့သည်၎င်းတို့ဒုတိယတစ်တာကိုချင်းကပ်၍အဖုံးကိုဖွင့်ကြည့်သည့်အခါထိုနည်းတူစွာပင်တတ်ထူချောင်းများကိုတွေ့ရှိရလျက်၎င်းတို့မှာအညှိများမတမ်းမရက်ထိန်ထိန်လင်းလျက်ရှိသည်ဖြစ်တာကြောင့်ရွှေချောင်းကြီးများဖြစ်ကြောင်းသိရှိရလေတော့သည်၎င်းတို့တတရကြောက်တစ်တာကိုဖွင့်ကြည့်ပြန်ရာ၎င်းမှာလည်းရွှေချောင်းအတိပြီးလျက်ရှိသည်ကိုတွေ့ရှိရသည်၎င်းရွှေချောင်းများမှာစင်စစ်အားဖြင့်သိန်းပေါင်းများစွာထိုက်တန်သည်မှန်တော့လေကျွန်တော်တို့ရှာဖွေသောပစ္စည်းမဟုတ်သေးသဖြင့်မကြေနပ်သည်ဖြစ်ရာဆုံးမကြီးအားထပ်လောင်းမေးမြန်းကြပြန်ရာတွင်အပေါ်သို့လက်ညှိုးညွှန်၍ပြသည်ကိုမြင်လာကြောင်းမော၍ကြည့်လိုက်သည်တွင်လက်ခုပ်တစ်ဖောင်များမြင်သောအရက်၌ကြောက်တစ်တာကြီးတစ်လုံးတွင်း၍ထားသည်ကိုတွေ့မြင်ရလေသည်ထိုအခါကျွန်တော်တို့သည်ရွှေချောင်းငွေချောင်းကြီးများကိုတစ်တာမှထုတ်၍တစ်ခုပေါ်သို့တစ်ခုဆင့်ပြီးလျင်၎င်းတို့အပေါ်မှတက်၍တစ်တာကိုဖွင့်လှစ်ကြည့်ရှုကြရာရွေးစိမကြီးစိဇီးသည်ဂျိုးဥအစရှိသည့်အရွယ်ခန့်ရှိသောကြောက်လုံးကြောက်ခဲများကိုတွေးကြရလေတော့သည်၎င်းတို့မှာရဲရဲနီလျက်ရှိတော့လေကျွန်တော်တို့တွေးထင်ထားသည့်အတိုင်းအယောင်တလက်လက်ထွက်ခြင်းမရှိသည့်နှင့်ဗရက်များများမဟုတ်နိုင်ကြောင်းပြောဆိုရာမောင်ဘားဆန်က၎င်းတို့မှာအယောင်ပင်မထွက်တော့လေအလွန်အရေးသွေးကောင်းသောကြောက်ရိုင်းများဖြစ်ကြောင်းဆက်နှစ်တင်၍သွေးသည့်အခါအရေးပွင့်၍လာမည်ဖြစ်သောကြောင့်တလုံးလျင်အ ਨੇ ဆုံး9000မြအဖိုးတိုင်မည်ဖြစ်ကြောင်းပြောလေသည်၎င်းနောက်ကျွန်တော်တို့သည်ဤမျှလောက်မြောက်များသောဗရက်များကိုရရှိကြ၍တသက်ပတ်လုံးသုံးဆဲ၍မကုံမခန်းနိုင်ရှိမည်အဖြစ်ကိုတွေးတော့ကဝမ်းမြောက်ဝမ်းသာလှန်လောင်းမွေနောက်ကြည့်ရှုလျက်ရှိကြစဉ်မိုးချုံတန်ကဲ့သို့အတန်ကြီးတတန်ကိုကြားရသည်နှင့်နားဆိုင်ခါနားထောင်ကြပြီးနောက်၃ယောက်စလုံးတတိယကြသည်ဖြစ်၍ထိုင်ရာမှထပြီးလျင်အပေါက်ရှိရာသို့တဟုန်တို့ပြေးလာခဲ့ကြလေတော့သည်ရင်းတို့ပြေးလာစဉ်ကျွန်တော်မှာရှေ့ဆုံးမှမိကွက်ကိုကင်လျက်ပြေးလာရခြင်းဖြစ်ရာအပေါက်အနီးသို့ရောက်လောက်ပြီဟု၍အောင်းမေ၍မိကွက်ကိုပင်ဖယ်ရှားကာအပေါက်ရှိရာသို့မျှော်ကြည့်လိုက်သောအခါတွင်အပေါက်မှာအမြင့်2000ခန့်မြသာလျင်ကျန်ရှိလျက်ကူဤအပြင်မှလည်းဆုံးမကြီးသည်မြေပေါ်၌ဒူးထောက်ခါကျွန်တော်တို့အားကြည့်၍ဝမ်းမြောက်ဝမ်းသာဟစ်အော်ရဲမောလျက်ရှိသည်ကိုတွေ့မြင်လိုက်ရလေတော့သည်ကျွန်တော်တို့လည်းအားမလျှော့ပဲဆက်လက်ပြေးသွားကြရာအနီးသို့ကပ်သောအခါ၌အပေါက်သည်1000ခန့်မြသာလျင်ကြံတော့သည်ဖြစ်၍ငုံရှိုးကထွက်ခြင်းကမဝင်ပဲအပြင်၌ရှိသောဆုံးမကြီးကိုတကားဖွင့်ရန်ကျိန်းမောင်းချော့မော့ချောက်လန့်ပြောဆိုပါတော့လေဆုံးမကြီးသည်ရဲမောလျက်သာလျင်ရှိနေလေတော့သည်၎င်းနောက်အပေါက်သည်ကျင်းသည်ထက်ကျင်း၍နောက်ဆုံးတွင်လုံးပိတ်ဆို့၍သွားလေတော့သည်စင်စစ်တော်ကကျွန်တော်တို့သည်ဗရက်များကြောက်များကိုတွေ့မြင်ရသဖြင့်ငါတို့၏ပစ္စည်းဖြစ်ချေပြီဟုဝမ်းမြောက်ဝမ်းသာရှိနေကြတွင်ဆုံးမကြီးသည်ကျွန်တော်တို့အပေါ်သို့မုန်းထားသောစေတနာရင်းရှိသည့်အတိုင်းတရုတ်ဝက်စွာတိတ်တဆိတ်ပြန်၍သွားပြီးလျင်အပြင်သို့ရောက်သောအခါကြောက်တကားကိုချလိုက်ခြင်းဖြစ်ပေသည်တို့ဖြစ်သောကြောင့်ဂူအတွင်းတွင်လှောင်မိလျက်ရှိသောကျွန်တော်တို့၃ယောက်မှာကြောက်တကားကြီးကိုခွန်အားဖြင့်လည်းမဖွင့်နိုင်ဆက်ကလုတ်ကိုလည်းရှာ၍မတွေ့နိုင်သည်ဖြစ်ရာနောက်ဆုံး၌နန်းရံကိုမှီ၍လက်ပိုက်လျက်သာလျှင်မှိုင်နေကြရလေတော့သည်တနာရီခန့်ကြာလက်သောမိခွက်၌စီကုံတော်မည်ဖြစ်ကိုတတိယ၍ကျွန်တော်ကအာရော့ကထိုင်၍နေကြသည့်အတွက်ဂူကြီးမှထွက်ရန်၎င်းတကားမှအခြားသောအပေါက်များရှိသည်မရှိသည်ကိုမီးရောင်ရှိကြတွင်ရှာဖွေသင်းသည့်အကြောင်းနှင့်အကြံပေးသည်တွင်ကိုရူဝင်နှင့်မောင်ပါဆန်တို့သည်လည်းစိတ်မပတပါနှင့်ကျွန်တော်ကအကြံပေးသည့်အတိုင်းထိုင်ရာမှထား၍ရှာဖွေကြရှာသည်တို့ရာတွင်မြည်သည့်အပေါက်ကိုမျှမတွေ့ရှိပဲအချီးနှီးသာလျင်ဖြစ်ခဲ့ကြတော့သည်တခဏမျှကြာသောမိကွက်သည်စီကုံသည်ဖြစ်၍ရုတ်တရက်ငြိမ်းသွားလျာ
ကျွန်တော်တို့၃ယောက်မှာထွက်ပေါက်မရှိသောဂူကြီးအတွင်းတွင်ပိတ်လောင်လျက်မှောင်နှင့်မဲမဲနေရကြရလေတော့သည်ထိုညတညလုံးကျွန်တော်တို့၃ဦးမှာအစာလည်းမစားရရေလည်းမတောက်ရထွက်ပေါက်လည်းမတွေ့နိုင်ပဲမြည်များလောက်ဆင်းရဲဒုက္ခတွေ့ကြုံရသည်ကိုစုံလင်အောင်ရေးသားဖော်ပြခြင်းကမတတ်နိုင်အောင်ပဲရှိခဲ့ကြတော့သည်ထိုတော့တွင်တယောက်ကိုတယောက်အားပေးလျက်ရန်ဖန်ရန်ခါငိုက်မြည်၍ရန်ဖန်ရန်ခါတယောက်ဤလက်ကိုတယောက်ဆုပ်ကင်ကပေါ်လူကကြေးကြော်များဆေလွှတ်၍ရှာဖွေကောင်းပါ၏ဟုမထင်တော့လေကြိုးစား၍သာလျှင်မျော်လင့်ဆူတောင်းကြရလေတော့သည်နောက်တစ်နေ့မိုးရင်းချိန်ခန့်တိုင်ရောက်လက်တော့ကျွန်တော်တို့သည်ဂူဝါသို့ကျွန်တော်တို့ကိုရှာဖွေရန်လူရိုင်းများရောက်လာခဲ့သောကြားပါစေဟုအကြံဖြစ်သည်နှင့်တကားရှိရာသို့ဝတ်တွားကစမ်းသက်သွားရောက်ကြပြီးနောက်တညီတညာတဲ့အတန်ကုန်ဟစ်၍အော်ကြလေသည်ရင်းတို့ဆက်ကမယမနာပဲအော်ဟစ်ကြပါတော့လေမောပန်းယုံများသာရှိသည်ဖြစ်၍နောက်ဆုံးတွင်တော့ထိုအကြံကိုလက်လျှော့လိုက်ကြရလေတော့သည်၎င်းနောက်ကျွန်တော်တို့၃ဦးသည်ဂူကြီးတစ်ခုသောတောင်သို့သွားပြီးလျှင်အစာလဲငတ်ရေလဲပြက်လျက်အသက်ဘေးအတွက်ပူပန်ရသည်ကတစ်မျိုးအနီးနီးအဖုံဖုံဒုက္ခဝေဒနာခံစားလျက်နေရန်ကိုမိကာထိုင်နေကြစဉ်ကျွန်တော်၏နှာခေါင်းဝါသို့ရုတ်တရက်လေးတိုက်ခတ်သလိုထင်မိသဖြင့်ထိုအကြောင်းကိုမောင်ဘဇန်တို့အားပြောကြားမိလေသည်မောင်ဘဇန်နှင့်ကိုတူဝင်တို့ကလည်းမိမိတို့လည်းထိုကဲ့သို့ပင်ထင်မြင်မိကြောင်းပြောဆို၍အမှန်မုတ်ချအပေါက်ငယ်တစ်ခုခုတနေရာ၌ရှိ၍သာလျှင်လေးတိုက်ချင်းဖြစ်သည်ဟု၍ယူဆ၍အပေါက်ကိုတွေ့အောင်ရှာကြလေသည်နေရန်များကျမ်းပြင်များကိုကျွန်တော်တို့နိုင်သလောက်စမ်းသပ်မိကြရာနိုင်ဝက်ခန့်များကြာရှိလေလျင်ကျွန်တော်တို့သည်နေရန်၏တစ်ခုသောထောင်၌တန်ကွင်းတကွင်းတင်လျက်ရှိသည်ကိုတွေ့ရှိရသည့်အပြင်တန်ကွင်း၏ပတ်ဝန်းကျင်အရက်၌လည်းအကြားများကိုစမ်းသပ်မိတော့သည်၎င်းအကြားတို့မှလေများထွက်လျက်ရှိသည်ကိုလည်းသိရှိကြရလေတော့သည်ထိုခါ၌က၎င်းအကြားသည်ကြောက်ဖြာကြီးတစ်ခုကိုနိုင်ရန်တွင်မြုပ်၍ထားသောနေရာဖြစ်မည်တန်ကွင်းများသည်လည်းကြောက်ဖြာ၏အလဲဘိုး၌တိုက်၍ထားသောတန်ကွင်းဖြစ်မည်အကြောင်းကိုတွေးထင်မိကြလေသည်ထိုအခါကျွန်တော်တို့သည်များစွာအားတက်ကြပြီးလျှင်တန်ကွင်းကိုတယောက်တစ်လက်အားအင်ထုတ်၍ဆွဲငင်ကြလေရာကြောက်ဖြာမှဖြုံမှမဖြုံနေရာမှမရွေ့ပဲမြဲဆွဲစွာရှိနေလေသည်ထိုအခါကျွန်တော်တို့သည်အင်ကြီးများကိုချွတ်ကြပြီးနောက်တန်ကွင်းတွင်ရှူပြီးလျှင်ကျွန်တော်တို့အထဲတွင်အတန်ဆွမ်းဆုံးဖြစ်သောကိုတူဝင်ကအဝတ်ကိုစုပ်ကင်ကဆွဲလျက်ကျွန်တော်တို့နှင့်မောင်ဘဆန်တို့ကကိုတူဝင်ခါကိုစောင့်၍တညီတညာရဲဆွဲကြသည်တွင်ကြောက်ဖြာသည်တဖြည်းဖြည်းတရွေ့၍ကျွတ်၍ပါလာပြီးနောက်ဆုံးတွင်ရုတ်တရက်ကျွတ်ထွက်လာသည်နှင့်ကျွန်တော်တို့မှာအားလွန်၍ပလက်လန်ကလဲကျလေတော့သည်ကျွန်တော်တို့သည်ကြမ်းပြေနှင့်ရိုက်မိသဖြင့်နာကျင်သည့်ဝေဒနာကိုတော့ဂယုမဆိုင်နိုင်ပဲလဲရမှထား၍နံရံကိုစမ်းသပ်ကြလေရာနံရံမှာလူတယောက်ဝင်သားယုံမျှရှိအောင်အပေါက်ကြီးတစ်ခုပွင့်လျက်ရှိနေသည်ကိုစမ်းသပ်မိကြလေတော့သည်၎င်းအပေါက်မှတယောက်ချင်းအောက်သို့ဆင်းသက်သောလေကတဲ့များကိုတွေးရှိကြရလေသည်၎င်းတိုင်းဆင်း၍လိုက်သွားကြသောအခါလက်ရဘက်သို့သွားသောတလန်းလက်ဝဲဘက်သို့သွားသောတလန်းကိုတွေ့ရှိကြရလေသည်၎င်းနှစ်လန်းအနက်လက်ဝဲဘက်မှလမ်းမှာလေများတိုက်ခတ်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့်အပြင်သို့ထွက်သောအပေါက်ရှိမည်ဟု၍အောက်မေ့ပြီးလျှင်လိုက်သွားကြပြန်ရာအတန်ငယ်သွားလက်မိသောအခါရေတံများကိုကြားရပြန်လေသည်ဆက်လက်၍သွားကြပြန်သောအခါအပေါက်ကိုကားတော့မတွေ့ကြောက်ဆောင်ကြောက်ကြားတို့မှဖြတ်၍စီးသွားသောစမ်းချောင်းတစ်ခုကိုသာလျှင်တွေ့ရှိရလေတော့သည်ထိုအခါကျွန်တော်တို့မှာအပေါက်ကိုပင်မတွေ့တော့လေရေကိုတွေ့ရသည်ဖြစ်၍ရေငတ်ချင်းပြေပြောက်အောင်လက်ခုပ်ဖြင့်ခတ်ကာဝမ်းပြေအောင်တောက်ကြပြီးနောက်တဖန်ပြန်လာ၍လက်ရဘက်လမ်းကိုလိုက်ကြပြန်လေသည်ထိုလမ်းသည်ကအပေါ်သို့တက်သွားသောလမ်းဖြစ်ရာအတန်ငယ်သွားမိလျင်ဦးကောင်းပေါ်မှအလင်းရောင်တိုး၍ဝင်နေသည်ကိုဝမ်းမြောက်ဝမ်းသာတွေ့မြင်ကြရလေတော့သည်ဆက်လက်၍သွားကြပြန်သောအခါလူတကိုစန့်တာယုံများသာရှိသောအပေါက်ငယ်ကိုတွေ့၍ထိုအပေါက်မှတယောက်ချင်းထွက်ကြသောအခါတောင်ကြီးတောင်၏ထိတ်တဲ့သို့ရောက်နေကြကြောင်းကိုရွှင်လန်းဝမ်းမြောက်စွာတွေ့ရှိကြရလေတော့သည်ထိုအချိန်သည်ကမွန်းတဲလူဆဲဆဲရှိနေပြီဖြစ်တာကြောင့်ကျွန်တော်တို့သည်တောင်အောက်သို့သွားသောလမ်းကိုရှာဖွေ၍ချီနှင့်နွမ်းနေသောကိုကားရဖြင့်တဖြည်းဖြည်းတရွေ့၍ဆင်းသက်ခဲ့ကြရာညနေခင်းချိန်တွင်တောင်အောက်သို့ရောက်ရှိလာပြီးကျွန်တော်တို့လာစဉ်အခါကအဆောင်ထားခဲ့သောလူရိုင်းများနှင့်တွေ့ရှိကြလေတော့သည်လူရိုင်းတို့သည်လည်းကျွန်တော်တို့မလာရောက်သည်ဖြစ်၍စိုးရိမ်မကင်းဖြစ်လျက်ရှိနေကြရာဆုံးမကြီးမှာ၎င်းလမ်းသို့မလာရောက်ကြောင်းအကယ်၍တိုင်းပြည်သို့ပြန်ခဲ့ပါလျင်၎င်းလမ်းမှလွဲ၍ပြန်ရန်လမ်းမရှိကြောင်းနှင့်ပြောဆိုလေသည်ထို့နောက်ကျွန်တော်တို့သည်လာရောက်သည့်ကိစ္စအထမမြောက်ဘဲလူရိုင်းဘရင်ပေါ်လူရှိရာသို့လူရိုင်းများနှင့်အတူပြန်လာခဲ့ကြလေတော့သည်ပေါ်လူနှင့်တွေ့သောအခါကျွန်တော်တို့သည်ဆုံးမကြီး၏အကောက်ကျန်သည့်အကြောင်းများကိုပြော၍ပြသဖြင့်
ပေါ်လူသည်ဆုံးမကြီးပေါ်၌အမျက်ထွက်သည်ဖြစ်၍မိမိကြေးကျွန်များကိုဆေလွတ်ခါရှာဖွေပါတော့လေဆုံးမကြီးကိုမတွေ့မြည်သည့်လမ်းမှဖြတ်၍မြည်သည့်တိုင်းပြည်သို့သွားသည်ကိုမှလည်းမသိရှိပဲပြန်လာခဲ့ကြလေတော့သည်ပင်ပန်းနွမ်းနယ်ခြင်းပျောက်ကင်းလက်တော့ကျွန်တော်တို့ဒီတိုင်းပြည်သို့ပြန်လိုကြောင်းနှင့်ပေါ်လူအားပြောပြကြလေရာပေါ်လူကမြန်မာပြည်သို့ပြန်သွားခြင်းထက်၎င်း၏တိုင်းပြည်၌နေထိုင်ခဲ့ပါမူကျွန်တော်တို့အလိုရှိသမျှချောလာသည့်မိန်းမများလယ်မီများကျွဲနွားများကိုမိမိဘန္နာတော်အနက်မှခွဲဝေ၍ပေးမည်ဖြစ်ကြောင်းနှင့်ပြောဆို၍တားလေသည်သို့ပါတော့လေကျွန်တော်တို့ကမနေနိုင်ကြောင်းနှင့်ပြောဆို၍ပေါ်လူ၏စိတ်စေတနာထက်သန်ခြင်းကိုကျေးဇူးတင်ကြောင်းနှင့်ပြောဆိုကြသောအခါပေါ်လူသည်မျက်နှာမသာမယာနှင့်ကျွန်တော်တို့အားလိုက်၍ပို့ရန်ယုံကြည်လောက်သည့်ကြေးကြော်များကိုရွေးချယ်လေသည်သို့ဖြစ်သောကြောင့်ကျွန်တော်တို့သည်ဂူကြီးမှပြန်ရောက်၍9 ရက်မြောက်သောနေ့တွင်ပေါ်လူကိုနှုတ်ဆက်ပြီးလျှင်လူရိုင်း9 ယောက်နှင့်အတူပေါ်လူ၏နယ်နိမိတ်မှထွက်ခွာခဲ့ကြလေတော့သည်ကျွန်တော်တို့ပြန်လာသောလမ်းမှာသွားစဉ်ကလမ်းမဟုတ်လူရိုင်းများကိုယ်တိုင်လိုက်၍ပို့ခြင်းဖြစ်တာကြောင့်သွားစဉ်ကလမ်းထက်များစွာနီး၍ဖြတ်လန်းဖြစ်ကြောင်းသိရှိရလျာလူရိုင်းတိုင်းပြည်မှထွက်ခွာခဲ့၍9 ရက်မြောက်သောနေ့တွင်ကျွန်တော်တို့သည်တခုသောတောင်ကြီးရင်းရှိစမ်းချောင်းကလေးတစ်ခုအနီးတွင်ငပြောချံပြောင်းမှုခင်းမှစ၍လူတို့ပြုပြင်စိုက်ပျိုး၍ထားသောဥယျာဉ်ချံမြေတစ်ဖွဲမြေခွက်တစ်ခုကိုတွေ့ရှိကြရလေသည်ထိုအခါကျွန်တော်တို့ကလူရိုင်းများအားဤအရက်၌မြည်သူနေထိုင်ပါသည်နည်းဟုမေးမြန်းသောအခါလူရိုင်းတို့ကဤအရက်သို့မိမိတို့မရောက်သည်မှာ10 နှစ်ကျော်များရှိပြီဖြစ်ကြောင်းရခင်အခါမိမိတို့ရောက်ဘူးသည်ကဤအရက်၌မြည်သူများနေထိုင်သူမရှိကြောင်းပြန်ပြောလေတော့သည်၎င်းချံမြေများကိုဖျက်တမ်း၍တွားကြသဖြင့်စမ်းချောင်းဤကမ်းပါသို့ရောက်သောအခါတစ်ခတ်များကိုကောင်းမွန်တည့်ရစွာနေခြင်းစပွဲဖြစ်အောင်ဆောက်လုပ်ထားသောတဲကြီးတစ်ခုကိုရုတ်တရက်တွေးမြင်ကြရသဖြင့်ကျွန်တော်တို့သည်လည်းရန်သူဖြစ်မီမိတ်ဆွေဖြစ်မီမသိသေးသည်နှင့်ခက်ဆိုင်ဆိုင်လုံနေကြသည်တွင်ကချင်နှင့်တူသောလူတစ်ယောက်သည်တဲရှိသို့ရုတ်တရက်ထွက်လာပြီးနောက်အတွင်းသို့ဝင်ပြေးလေတော့သည်တခဏမျှကြာလျင်မျက်နှာပုံအပြင်မြန်မာနှင့်တူသောလူတစ်ယောက်သည်တောင်ဝေးတစ်ချောင်းကိုကင်ဆွဲလျက်မတန်ဆွမ်းသောခြေတစ်ဖက်ရှိသည်ဖြစ်၍ထော့နဲ့ထွက်လာလေရာကျွန်တော်တို့ဟာအတန်ကြာစိုက်ကြည့်နေပြီးနောက်ဝမ်းမြောက်ဝမ်းသာဖြင့်အကိုကြီးတို့ပါလားဟု၍အော်ဟစ်လျက်ပြေးလာလေသည်ကိုတူဝင်လည်းအံ့အားသင့်သောအမူအရာဖြင့်အတန်ကြာကြည့်နေပြီးနောက်တွေ့ရပေသေးတယ်ငါညီရဲ့ပြောပြီးလျင်ထိုသူရှိရာသို့ပြေးသွားလေတော့သည်ညီကိုနှစ်ယောက်တို့သည်ဝမ်းမြောက်ဝမ်းသာနှုတ်ခွန်းဆက်တကြပြီးနောက်မောင်ဒေါနာကမပြောသည်ပြောင်းမှုစသားကြောင့်အဆရှိသောစားတောက်ဖွယ်ရာများကိုတဲခင်းကျွေးမွေးပြီးနောက်၎င်း၏အဖြစ်ပြက်များကိုပြန်ပြောင်းပြောဆိုသည်မှာမောင်ဒေါနာသည်တိုက်စာတွင်ပါရှိသည်များကိုတွေးရှိသည့်လျောက်အိမ်မှထွက်လာခဲ့ပြီးလျင်တပည့်တယောက်နှင့်ရွှေလီမြစ်ကိုဆန်တက်၍လာခဲ့ကြောင်းရေချောင်းခရီးကိုကျော်လွန်၍ကုန်းချောင်းဆက်လက်သွားရောက်ရသောအခါကချင်တယောက်နှင့်တွေ့၍မိမိတို့နှင့်အတူလိုက်ပါရန်သွေးဆောင်၍ခေါ်ခဲ့ကြောင်းတောင်ကြီးအတန်တန်တောကြီးအတန်တန်ဆင်းရဲဒုက္ခခံ၍လာခဲ့ကြပြီးနောက်ရောက်ခံဤဆဲဆဲတွင်မှမောင်ဒေါနာရဲ့တပည့်မှာငှက်ပြားယောဂနှင့်တေဆုံးသွားသည့်အပြင်မောင်ဒေါနာမှာကြားကုတ်မိတာကြောင့်ခြေတစ်ဖက်ကျိုး၍သွားကြောင်းမိတ်ဆွေဖြစ်သူကချင်ဤကုသခြင်းကြောင့်ထိုတန်ရာဖြင့်ပင်မတေဆုံးကြတော့လဲမိမိလာခဲ့သည့်အကြံအစီတိုင်းဆက်လက်၍ခရီးမသွားနိုင်ုံများမကမိမိတိုင်းပြည်သို့ပြန်ရန်ကိုပင်မတတ်နိုင်တော့သည်ဖြစ်တာကြောင့်မိတ်ဆွေဖြစ်သူကချင်နှင့်ဤအရက်၌စိုက်ပျိုးလုပ်ကိုင်စားတောက်၍နေရကြောင်းများပြောပြလေတော့သည်၎င်းတို့ကိုတူဝင်ကမိမိတို့မှလည်းမောင်ဒေါနာကိုတွေ့အောင်ရှာရန်တကြောင်ဗဒမြားတောင်ကိုလည်းတွေ့လို့လျင်တွေ့စေတော့ဟုလိုက်လာခဲ့ကြရာတွင်ကြုံတွေ့ခဲ့ရတဲ့ဘေးဥပတ်အန်ဒီရဲတို့နှင့်တကွဗဒမြားတောင်ကြီးရဲ့အောက်တွင်ရှိသောဂူကြီးအတွင်းသို့ရောက်တောင်ရောက်ပြီးမှလွဲခဲ့တဲ့အကြောင်းများကိုပြန်ပြောပြလေသည်ထိုအခါမောင်ဒေါနာကအတွင်းသို့ရောက်ပြီးကမှအချီးနှီးဖြစ်ရသည့်အကြောင်းကိုမကြည့်မချမ်းနိုင်အောင်ညည်းညူပြောဆိုကာရှိနေသည်တွင်ကျွန်တော်ကဗဒမြားတစ်တာကိုဖွင့်၍ကြည့်စဉ်အခါကစံနမူနာဖြစ်နေကောက်ယူကြည့်ရှုမိတဲ့ဗဒမြားတစ်လုံးကိုတစ်တာထဲသို့ပြန်၍မထဲမိပဲမိမိအင်ကြီးအိတ်သို့ရောက်ရန်ကထဲမိတာကြောင့်ကြောက်တစ်လုံးပါလာသေးသည့်အကြောင်းအချီးနှီးမဟုတ်သေးကြောင်း၎င်းကြောက်ကိုရောင်းချပြီးသည့်အခါလေးဦးသားအညီအမျှခွဲယူနိုင်ပါကြောင်းပြောပြလေသည်ထို့နောက်ကျွန်တော်တို့သည်၎င်းအရက်၌တရက်နားကြပြီးနောက်မောင်ဒေါနာကိုတယောက်တစ်လှည့်တွဲလျက်ပြန်လန်းကိုတဖြည်းဖြည်းတရွေ့ရွေ့ပြန်လာကြရာ15 ရက်ကြာသောအခါမှရွှေလီမြစ်သို့ဆိုက်ရောက်ကြလေတော့သည်ထိုအခါကျွန်တော်တို့သည်ဝါးများကိုဖောင်ဖွဲ့ပြီးလျှင်လူရိုင်းများအားလည်း၎င်းတို့နေရသို့ပြန်ခွင့်ပြုပြီးမှမြစ်ကြောင်းအတိုင်းစုံ၍ချလာခဲ့ကြတော့သည်အင်းရွာသို့ဆိုက်ရောက်ကြသောအခါကျွန်တော်တို့အားလုံးသည်တင်းမောပေါ်သို့တက်ကြပြီးလျှင်ရန်ကုန်သို့တိုင်အောင်ဆက်လက်သွားရောက်ကြ၍ကျွန်တော်၏ကြောက်ကိုရောင်းချရာတွင်အဖိုးငွေ3000မြရရှိလေသည်
ကိုတူဝင်ကမူဥစ္စာခိုင်လုံသူဖြစ်တာကြောင့်၎င်း၏ဝေစုကိုမယူလိုကြောင်းနဲ့၎င်းမှာမိမိပျောက်ဆုံးသောညီတယောက်ကိုတွေ့ရသည့်ဖြင့်ပင်ဝမ်းမြောက်လှပြီဖြစ်ပါကြောင်းညင်းပယ်သည်ဖြစ်၍ကျွန်တော်တို့၃ယောက်မှာလူတစ်ယောက်ငွေ1000ကျခွဲဝေ၍ယူကြရလေတည်းဆရာကြီးရွှေဦးတော်ရေးသားခဲ့တဲ့တိုက်အရာစွန့်စားသူဝတ္ထုကိုအခန်းဆက်အနေနဲ့ဖတ်ပြတင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာနားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်စိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျာ